အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စိတ်ကြောက်ကြားဝယ်ပရာလောကနေပဲကျိုး Audio Book YouTube Channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ပြောပြပေးမယ့်ဇလန်းကြီးကတော့စာရေးသူမင်းအောင်ရိုရေးသားထားသည့်ရေခဲတောင်ကြားကနေမိတ်စာဇလန်းပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးကိုနားမစင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေး subscribe လုပ်သွားပြီးဒီနားက notification ကောင်းလောင်းလေးကိုဖွင့်ပေးသွားဖို့တောင်းဆိုပါရစေခင်ဗျာကျွန်တော်ကတော့ A19 ဆက်သူ app သားပဲဖြစ်ပါတယ်ကဲဇလန်းလေးကိုစလိုက်ရအောင်ရေခဲတောင်ကြားကနေမိတ်စာတာယာသောမနက်ခင်းတစ်ခုတွင်ဒေါက်တာရဲကောင်သည်ကော်ဖီတောင်းရင်းသတင်းစာထိုင်ဖတ်နေတိုးချိန်ခန်းထဲသို့ဆယ်ကျော်တက်ရွယ်အလုပ်သမားကောင်လေးတယောက်ဝင်လာခဲ့ချန်ရှိမှလူတယောက်ရောက်နေပါတယ်ဆရာသူကဆရာနဲ့တွေ့ကြလို့ပါတဲ့အထဲကိုပေးဝင်လိုက်ရမလားဆရာဘယ်သူလဲကွဘယ်သူမှန်းတော့ကျွန်တော်လည်းမသိဘူးဆရာဒါပေမဲ့ဆရာနဲ့ရင်းနှီးတဲ့သူမဟုတ်တာတော့သိကြတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာနဲ့ရင်းနှီးခင်မင်တဲ့သူတိုင်းကဒီအိမ်ကိုအလေလာဘူးကြလို့သူတို့အားလုံးကိုကျွန်တော်ကပဲစီးကြိုတကားဖွင့်ပေးခဲ့တာလေဒီတယောက်ကိုတော့ကျွန်တော်တခါမှမမြင်ဘူးရုပ်ကတော့တန်တန်ပြက်ပြက်ပါပဲဆရာငါ့ကိုတွေ့ကျင်နေတယ်ဆိုတော့အရေးကိစ္စတခုရှိလို့ထင်တယ်တကားသွားဖွင့်ပေးပြီးခေါ်လာခဲ့ကောင်လေးဒေါက်တာရဲကောင်စီကခွင့်ပြုချက်ကိုရသည့်ကစေကျော်တဲ့အရွယ်ကောင်လေးသည်ခြံတကားရှိရာသို့သွားကတကားဖွင့်ပေးလိုက်ထို့နောက်ခြံရှိမှရက်နေသောဒဇိမ်မျိုးသားကိုဒေါက်တာရဲကောင်စီသို့ခေါ်ဆောင်လာခဲ့လာညီလေးအထဲလာဒေါက်တာရဲကောင်သည်ထိုသူကအထဲဝင်လာရန်ဖိတ်ခေါ်လိုက်ထို့နောက်ကလထိုင်တစ်လုံးပေါ်တွင်ထိုင်ရန်ပြောဆိုလိုက်ထိုသူ၏ရုပ်ရည်သွင်းမြင်ကိုကြည့်ရှုခြင်းအပြင်ငယ်ရွယ်သူတယောက်မှန်းသိသောကြောင့်ညီလေးဟုခေါ်လိုက်ခြင်းဖြစ်သည်ဒေါက်တာရဲကောင်၏ဖိတ်ခေါ်မှုကြောင့်ထိုလူငယ်သည်ကလထိုင်တစ်လုံးပေါ်တွင်ထိုင်လိုက်ကဲညီလေးကော်ဖီတောက်ပါဒေါက်တာရဲကောင်သည်သပွဲခုံပေါ်တွင်အသင်းရှိနေသောကော်ဖီကရားထဲမှကော်ဖီအချို့ကိုဖန်ခွက်ထဲသို့ငှဲ့၍ဧည့်ခံလိုက်သည်မိမိအိမ်သို့လာသောဒဇိမ်တဦးကိုချက်ချင်းပင်လာရင်ကိစ္စမေးမြန်းမိဆိုလျှင်လွန်စွာမှရိုင်းဟာကြပြီလိမ့်မည်ထို့ကြောင့်ဒေါက်တာရဲကောင်ကလာရင်ကိစ္စကိုမေးမြန်းခြင်းမပြုသေးပဲဥစွာလောကုတ်ပြုလိုက်ခြင်းဖြစ်သည်ဒဇိမ်လူငယ်ကမူထိုအချိန်ထိစကားတစ်ခုမှပြန်မပြောသေးပါဒေါက်တာရဲကောင်၏အဲဝစ်ကြေပွန်မှုကြောင့်အံ့ဩနေရန်တူပါသည်ကဲညီလေးလာရင်ကိစ္စလေးပြောပါဦးထိုအခါထိုလူငယ်သည်ကော်ဖီတစ်ဝက်ခန့်လောက်မောတောက်ပြီးနောက်ကော်ဖီခွက်ကိုစပွဲကုံပေါ်တွင်ပြန်ထားလိုက်ပြီးဟုတ်ကဲ့ဆရာကျွန်တော်ပြောပြပါမယ်ဟုဆိုကလာရင်ကိစ္စကိုပြောပြလေသည်ထိုလူငယ်ပြောပြသဖြင့်သူ၏အမိမှာမောင်သူရင်ဖြစ်ကြောင်းသိရလေမောင်သူရင်သည်အေယာဝတီမြို့ဝကျုံးမော်ဒေသမြို့တစ်မြို့တွင်နေထိုင်ကြောင်းနှင့်မောင်သူရင်ဖခင်သည်အမည်မသိသောယောဂဆန်းတစ်ခုကိုခံစားနေရကြောင်းသိလိုက်ရ၏ထိုယောဂကြောင့်မောင်သူရင်ဖခင်မှာအိယာကမထနိုင်ကြောင်းကိုလည်းစိတ်မကောင်းစွာကြားသိရလေထို့နောက်အဆိုပါယောဂသည်မြည်သည့်နိုင်ငံမြည်သည့်စေုံကားမှမကုသနိုင်ကြောင်းမောင်သူရင်ကဆက်ပြောပြသည်ကျွန်တော်တို့ညီကို၃ယောက်ဟာဖေဖေကိုဘယ်နည်းနဲ့မှမကယ်တင်နိုင်တော့ဘူးဆိုပြီးစိတ်ညစ်နေကြတဲ့အချိန်ဖေဖေယောဂကိုပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးပင်တစ်မျိုးအကြောင်းမမျှော်လင့်မဲ့လူတစ်ယောက်စီကတီးလိုက်ရတယ်ဗျဆေးရုံကြီးတွေကတော့လက်လျှော့ထားကြတဲ့ညီလေးဖေရဲ့ယောဂကိုပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးပင်ကဘယ်လိုအပင်မျိုးတယ်လဲအစစ်မြင့်ဆေးရုံကြီးများကပျောက်ကင်းအောင်မကုသနိုင်သောယောဂကိုဆေးပင်တစ်ပင်ကပျောက်ကင်းအောင်ကုသနိုင်ကြောင်းကြားသိလိုက်ရသဖြင့်ဒေါက်တာရဲကောင်သည်များစွာအံ့ဩသွားရလေ၏အဖြူရောင်နှင်းကြာပန်းပင်ပါဆရာအဖြူရောင်နှင်းကြာပန်းပင်ဟာတိဘက်ဒေသရေခဲတောင်တွေမှာပဲပေါက်ရောက်ရှင်သန်နိုင်ကြပြီးအလွန်အင်မတန်မှရှားပါတဲ့ဆေးပင်တစ်မျိုးပါအဲ့ဒီအဖြူရောင်နှင်းကြာပန်းနဲ့ဆရာနှင်းကဘယ်လိုများသက်ဆိုင်နေလို့မောင်သူရင်ကဒီကိုလာခဲ့ရလဲကျွန်တော်ဆရာကိုအကူအညီတောင်းချင်လို့ပါသူတို့သည်အရေးကြီးသောစကားကိုပြောဆိုရန်အချိန်ရောက်ပြီဟုနားလည်သဖြင့်ဒေါက်တာရဲကောင်ထံလာရခြင်းအကြောင်းရင်းကိုဖွင့်ဟပြောဆိုလိုက်သည်တရားအလွန်အနေများတဲ့နေရာဒေသတွေကိုစွန့်စားခီးထွက်ရတာဝါနာပါမယ်တည်ထားပြီးပါပြီဆရာစီတကူးတကလာခဲ့ရတာကကျွန်တော်တို့နဲ့အတူရေခဲတောင်ဒေသကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်မလို့ပါကျွန်တော်ညီကိုတွေရေခဲတောင်ဒေသကိုသွားပြီးဖေဖေယောဂကိုပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ဖြူရောင်နှင်းကြပန်းပင်ကိုသွားရှာမလို့ပါကျွန်တော်တို့ညီကိုတွေတွက်ဆိုရင်ဒီခကြီးကအိမ်မက်တစ်ခုလိုပါပဲတရားတို့လိုရဲရင်ပြီးတက်တည်ရှိတဲ့သူကသာဒီခကြီးကိုဥဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒေါက်တာရဲကောင်သည်စွန်စားခီးထွက်ရသည်ကိုဝါနာပါမှန်းသိနေသည်ဖြင့်အံ့ဩသွား၏ဒါနဲ့နေပါဦးဆရာစွန်စားရတာဝါနာပါမှန်းညီလေးကဘယ်လိုလုပ်ပြီးသိနေရလဲဒါကတော့ကျွန်တော်ဟာဆရာကြီးဦးထွန်းဆိုင်ရဲ့ပရိသတ်တူဖြစ်နေလို့ပါထိုချိန်မှဒေါက်တာရဲကောင်သည်မိမိစွန်စားခန်းများတွင်လိုက်ပါလေရှိသောဦးထွန်းဆိုင်သည်မိမိတို့၏တောတွင်းစွန်စားခန်းများကိုမဂဇင်းတိုက်တစ်ခုသို့ဝတ္ထုအဖြစ်ရေးသားပေးပုံနေသည့်အကြောင်းသတိရလာခဲ့သည်
အော်ဟုတ်သားပဲဦးလေးထွန်းဆိုင်တယောက်စာရေးဆရာလုပ်နေတာကိုမေ့သွားတယ်ဒေါက်တာရဲကောင်ကရေကျဲကျဲဖြင့်ပြန်ပြောလိုက်သည်ညီလေးတို့ရထားတဲ့သတင်းကတိကျခိုင်လုံမှုရှိရဲ့လားမသေးကြပါဘူးဆရာရဲ့မသေးကြဘူးဆိုတာကအဲ့ဒီဒေသမှာအဖြူရောင်နှင်းကြပန်းပင်ရှိမရှိဆိုတာကိုဆိုလိုတာမဟုတ်ပါဘူးဆရာအဖြူရောင်နှင်းကြပန်းပင်ကအဲ့ဒီဒေသမှာတကယ်ရှိပါတယ်ကျွန်တော်ဆိုလိုချင်တာကအဖြူရောင်နှင်းကြပန်းကိုရှာတွေးဖို့မသေးကြတာပါဒါပေမဲ့ဖေဖေကိုကယ်ဖို့အတွက်ဆိုကောက်ရိုးတမြင်ကလေးပဲဖြစ်ဖြစ်ဖန်ဆွဲချင်ပါတယ်ဖေဖေဟာကျွန်တော်တို့ညီကို3ယောက်ကြီးပြင်းလာတဲ့အထိခက်ခက်ခဲခဲရုန်းကန်ရှာဖွေကျွေးမွေးခဲ့ပါတယ်ဖေဖေဟာကျွန်တော်တို့ညီကိုတွေအတွက်အစားထိုးမရတဲ့သူတစ်ယောက်ပါဒါကြောင့်ဖေဖေကိုကယ်တင်နိုင်မယ်ဆိုရင်ငရဲပြည်အထိတောင်ရဲရဲကြီးသွားမဲ့သူတွေပါဒေါက်တာရဲကောင်သည်သူရိန်တို့ညီကို၏ဖခင်ပေါ်ထားသောမေတ္တာတရားကိုသိရှိလိုက်ရသဖြင့်များစွာပီတိဖြစ်ရလေ၏ထို့ကြောင့်သူရိန်တို့နှင့်အတူရေခဲတောင်ဒေသသို့လိုက်ခဲ့ရန်ဆုံးဖြတ်လိုက်သည်ဖခင်တယောက်ပေါ်ထားတဲ့မေတ္တာတရားတွေကိုကြားရတော့ညီလေးကိုဆရာသိတ်လေးစားတယ်အခုခေတ်မှာညီလေးတို့လိုမိဘအပေါ်တီးတဲ့လိမ်မာတဲ့သားသမီးတွေအတော်ကိုရှားသွားပြီညီလေးတို့ရဲ့စိတ်ဓာတ်ကိုလေးစားလို့ရေခဲတောင်ဒေသကိုလိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်ပြီဒေါက်တာရဲကောင်စီကထိုစကားကြားရသည့်အခါသူရင်သည်ဒေါက်တာရဲကောင်ကိုဝမ်းသာပျော်ရွှင်နေသောအကြည့်ဖြင့်ကြည့်ရှုကာကျေးဇူးတင်စကားကိုထက်ခါပြောဆိုလေတော့သည်တရားရဲ့မိတ်ဆွေတွေကိုရောကျွန်တော်တို့နဲ့အတူလိုက်ခဲ့ဖို့ဆရာကပဲဖိတ်ခေါ်ပေးပါသူတို့အားလုံးရဲ့လမ်းခရီးတစ်လျှောက်ကုန်ကြစရိတ်ကိုကျွန်တော်တို့ကပဲအကုန်ကြခံပါမယ်ဘိုးကဒေါက်တာရဲကောင်ကခေါင်းကြီးပြလိုက်ဒီအတွက်တော့ဘာမှစိတ်မပူပါနဲ့သူတို့ကဆရာဘယ်ဒီသားကိုသွားမယ်လို့အကြောင်းကြားလိုက်တာနဲ့တက်ချင်းရောက်လာကြမယ်သူတွေပါခရီးစရိတ်ကိုလည်းဆရာကတဝက်စိုက်ထုတ်ပေးပါမယ်ဟာမဟုတ်တာဆရာရဲ့ကျွန်တော်တို့အကျိုးအတွက်သွားတဲ့ခရီးပဲခရီးစရိတ်ကိုကျွန်တော်တို့ကပဲစိုက်ထုတ်ပေးပါမယ်ကောင်းပါပြီဒါပေမဲ့ငွေစိုက်ထုတ်ဖို့အခက်အခဲရှိနေတယ်ဆိုရင်ဆရာစိုက်ထုတ်ပေးမယ်ဒါကြောင့်မို့အခြေအငှမလုပ်ပါနဲ့ဟုတ်ကဲ့ဆရာလမ်းခရီးတစ်လျှောက်ကုန်ကြမဲ့ငွေကြေးကိုကျွန်တော်တို့တတ်နိုင်ပါတယ်သူရင်းသည်ခရီးစရိတ်အတွက်၎င်းတို့အကုန်ကြခံမိကြောင်းအာမခံပြောဆိုလေ၏ထိုအခါဒေါက်တာရဲကောင်ကခေါင်းငိမ်ပြလိုက်ပြီးခရီးစားထွက်မိနေ့ကိုမေးမြန်းလိုက်၏ဘယ်နေ့လောက်ခရီးစားထွက်မယ်လို့စိတ်ကူးထားလဲကျွန်တော်တို့နဲ့အတူလိုက်မဲ့ဆရာမိတ်ဆွေတွေကမြန်မာပြည်အနှံ့ပြားမှာနေထိုင်ကြတာဆိုတော့သူတို့ကိုအကြောင်းကြားဖို့ရဲတော်ကြားနိုင်တယ်ဒါကြောင့်ဖေဖော်ဝါရီလလေလောက်စားထွက်မယ်ဆိုရင်အဆင်ပြေမလားဆရာဒေါက်တာရဲကောင်သည်ချားသူတွေတွေးပေးတတ်သောသူတို့၏စိတ်ရင်းစိတ်ဓာတ်ကိုစိတ်ထဲကနေချီးကျူးမိလေ၏ခက်ခဲကြမ်းတမ်းသောခရီးကိုထိုကဲ့သို့သောလူသားမျိုးနှင့်အတူသွားရမည်ဖြစ်သောကြောင့်များစွာစိတ်အေးရလေသည်ဒီနေ့မှဇန်နဝါရီလ15ရက်ပဲရှိသေးတယ်ဆိုတော့တလားလောက်ကိုပြင်ဆင်ခြင်းရသေးတယ်တာပူရထားကသူတို့တွေနေထိုင်တဲ့မြို့တွေအားလုံးကိုရောက်ဖို့အချိန်တစ်ပတ်လောက်ကြာမယ်ထင်တယ်ဒီလိုဆိုရင်10ရက်အတွင်းဆရာပူးလိုက်တဲ့စာတွေသူတို့လက်ထဲရောက်မှာပါအဆင်ပြေပါတယ်သူတို့အားလုံးဟာတော်တွင်ခရီးသွားနေကြဆိုတော့10ရက်ဆိုတဲ့အချိန်ကပြင်ဆင်ဖို့လုံလောက်မှာပါဒါဆိုကျွန်တော်တို့ဖေဖော်ဝါရီလ15ရက်နေ့ကျရင်မန်လေးလေစိမ့်မှာပဲစုံကြမယ်ဆရာလေရင်လက်မှတ်တွေကိုတော့ကျွန်တော်ကပဲကြိုဖြတ်ထားလိုက်ပါမယ်ကောင်းပြီတခုတော့ရှိမယ်တော်တွင်ခရီးကိုသွားကြမှာဆိုတော့လက်နက်တွေမပါလို့မဖြစ်ဘူးဒါပေမဲ့လေကြောင်းနဲ့သွားကြမှာဆိုတော့ယူသွားဖို့အဆင်မပြေတော့ဘူးဒီအတွက်တော့စိတ်မပူပါနဲ့ပူတာုံမြို့မှာနေတဲ့အကိုတငယ်ချင်းဗျာခင်ကအားလုံးစီစဉ်ထားပါလိမ့်မယ်ဒါဆိုအားလုံးအဆင်ပြေသွားပြီပေါ့သူရင်းဒီဦးထွန်းဆိုင်စွန်ဆောင်ခန်းဝတ္ထုများကိုစင်စက်မပြတ်ဖတ်ရှုအားပေးနေသူဖြစ်သောကြောင့်ဤခီးစဉ်တွင်လိုက်ပါမည့်လူရည်အတွက်ကိုတော့မေးမြန်းခြင်းမပြုတော့ကြထို့နောက်အခြားသောအလာဘတာလာဘစကားများပြောဆိုကသူရင်းဒီဒေါက်တာရဲကောင်အားနှုတ်ဆက်ကပြန်သွားလေသူရင်းပြန်သွားသည့်နောက်ဒေါက်တာရဲကောင်သည်စာရွက်အချို့နှင့်ဖောင်နှင်ကိုယူ၍သူ၏မိတ်ဆွေများထံစာရေးသားလေသည်စာထဲတွင်သူရင်းအကြောင်းကိုအနေချင်းသာရေးသားပြီးဒါမြင့်ဖေဖော်ဝါရီလဝက်လောက်တွင်မြန်မာပြည်တပ်ပိုင်းရှိကချင်ပြည်နယ်ရေခဲတောင်ဒေသသို့ခရီးသွားမည့်အကြောင်းအားအဓိကထား၍ရေးသားလေ၏စာ၏နောက်ဆုံး၌မူဖေဖော်ဝါရီလ15ရက်နေ့တွင်မန်လေးလေဆိပ်မှစုံကြမည့်အကြောင်းရေးသားလေသည်ထို့နောက်စာများကိုစာအိမ်များအတွင်းသို့ထည့်၍အမည်နှင့်လိပ်စာတက်ကခြံဆောက်အလုပ်သမားအားစာတိုက်သို့သွားထည့်ခိုင်းလိုက်၏စုစုပေါင်းစာ4ဆောင်ဖြစ်သည်နှစ်ဆောင်သည်ရန်ကုန်မြို့သို့လိပ်မှုထားပြီးဦးထွန်းဆိုင်နှင့်ကျော်စွာထံပေးပို့ခြင်းဖြစ်၏တစောင်ကမူမိုးကုတ်ကိုလိပ်မှုထားပြီးစိုင်းတော်ထံပေးပို့ခြင်းဖြစ်သည်နောက်ဆုံးတစ်ဆောင်ကမူဆရာကြီးဦးကောင်းတာထံပေးပို့ခြင်းဖြစ်သည်သူတို့အားလုံးသည်ဒေါက်တာရဲကောင်နှင့်ထင်မှတ်မထားသောနေရာမှာမမျှော်လင့်ပဲစုံတွေ့ခင်မင်ခဲ့ကြသူများဖြစ်သည်ဒေါက်တာရဲကောင်သည်ဆရာကြီးဦးကောင်းတာနှင့်ကျော်စွာအားပင်လယ်ခရီးတစ်ခုတွင်တွဲဆုံခင်မင်ခဲ့ခြင်းဖြစ်ပြီးဦးထွန်းဆိုင်ကိုတော့ဥရောပသို့သွားသောခရီးစဉ်တစ်ခုတွင်တွဲဆုံခင်မင်ခဲ့ခြင်းဖြစ်၏ကြောက်ပွဲသားစိုင်းတော်ကိုတော့
ဘိုးဘွားပိုင်ဗရမ ्या လက်စုပ်ကိုရောင်းချသည့်အချိန်မှစ၍စတင်ခင်မင်ခဲ့ခြင်းဖြစ်သည်သူတို့အားလုံးသည်စိတ်တူကိုယ်တူဝါနာတူကြသဖြင့်ဆုံတွေ့ချိန်မကြာမြင့်ခဲ့တော့လဲညီကိုအရင်တပွဲရင်းနှီးသွားကြလေထို့နောက်တွင်ဒေါက်တာရဲကောင်၏ဥဆောင်မှုဖြင့်မြန်မာနိုင်ငံအနှံ့အနေအများသောစမ်းကြဲသောအရက်ဒေသများသို့စွန့်စွန့်စားစားခရီးထွက်ခဲ့ကြ၏ဒေါက်တာရဲကောင်၏အမည်နာမရှိတွင်ဒေါက်တာဟူသောဝေါ်ဝါဒကိုအပိုထည့်သွင်းခေါ်ဝေါ်ရခြင်းမှာယုတ်ခဗေဒဘာသာရပ်ဖြင့်ပါရဂူဘွဲ့ရရှိထားသောပညာရှင်တဦးဖြစ်သောကြောင့်ဖြစ်သည်၎င်း၏မိဘနှစ်ပါးသည်စံဆက်စီသက်တွေပြင်လေယာဧကပေါင်းများစွာပိုင်ဆိုင်သောလူကုန်တယ်များဖြစ်ကြ၏လွန်စွာမှချမ်းသာကြွယ်ဝသောသူတို့နှစ်ဦးသည်ဒေါက်တာရဲကောင်အရွယ်မရောက်သေးမီအချိန်ကပင်ရှေ့စဉ်နောက်စဉ်ကွယ်လွန်သွားခဲ့ကြ၏ဖခင်သည်အုံနောက်သွေးကြောပြက်ကကွယ်လွန်သွားခဲ့ရခြင်းဖြစ်ပြီးမိခင်ဖြစ်သူကမူခင်မုန်းတယ်ကရုတ်တရက်ကွယ်လွန်သွားသဖြင့်မအိပ်နိုင်မစားနိုင်ဖြစ်ပြီးထိုစိတ်ကြောင့်အိပ်ရတဲ့ဘုံဘုံလေးခဲ့ရကနောက်ဆုံးတွင်အသက်ဆုံးရှုံးခဲ့ရလေ၏မိဘနှစ်ပါးစလုံးကွယ်လွန်သွားသည့်အခါလူလားမပြောက်သေးသောဒေါက်တာရဲကောင်ကိုဖခင်ဘက်ကအဖိုးနှင့်အဖွားကကျွေးမွေးစောင့်ရှောက်ခဲ့သည်မိဘနှစ်ပါးပိုင်ဆိုင်သောစည်းစိမ်ဥစ္စာများကိုလည်းအဖိုးနှင့်အဖွားကပင်ထိမ့်သိမ်းစောင့်ရှောက်ပေးခဲ့၏ဒေါက်တာရဲကောင်အရွယ်ရောက်လာသည့်အချိန်ကျမှ၎င်းထံသို့ပြန်လည်လွှဲပြောင်းပေးခဲ့လေ၏ဒေါက်တာရဲကောင်သည်လက်ထဲသို့ရောက်လာသောစံဆက်စီဆက်နှင့်လေယာများကိုရသည့်ဈေးဖြင့်ရောင်းချလိုက်၏ခြားသောလက်ဝတ်ရတနာများကိုလည်းပွဲသားများထံရသည့်ဈေးဖြင့်ရောင်းချလိုက်၏ရရှိလာသောငွေကြေးများကိုသုံးပုံပုံ၍တပုံကိုဘဏ်တွင်အနှံထားလိုက်၏တပုံကိုကလောမြို့ရှိကျယ်ဝန်းသောခြံကြီးကိုဝယ်ယူ၍ကြီးကျယ်ခမ်းနားသောဆိုင်ကြီးတစ်လုံးကိုတည်ဆောက်လိုက်သည်ထို့နောက်တွင်ဒေါက်တာရဲကောင်သည်ကလောမြို့ရှိဆိုင်ကြီးမှပြောင်းရွှေ့နေထိုင်ခဲ့၏ကြံရှိနေသောတပုံကိုပရိဟိတပွဲစည်းများသို့ထည့်ဝင်လှူဒန်းလိုက်၏ဘဏ်၌အပ်ထားသောငွေကြေးမှာအလွန်များပြားသောကြောင့်ဘဏ်မှတစ်နှစ်အတွင်းရရှိသောအတိုးသည်ဒေါက်တာရဲကောင်တစ်နှစ်အတွင်းသုံးဖြုံးသောအသုံးစရိတ်ထက်နှစ်ဆခန့်ပို၍များပြားလေသည်ထို့ကြောင့်ဒေါက်တာရဲကောင်သည်အလုပ်လုပ်ကံရန်မလိုတော့ဘဲမြန်မာပြည်နှင့်စွန့်စားခီးထွက်နေနိုင်ခြင်းဖြစ်သည်ဒေါက်တာရဲကောင်သည်ဆိုင်ကြီးထဲတွင်ပြင်းရည်စွာနေထိုင်လာခဲ့ရာခရီးထွက်မိနေ့သို့တဖြည်းဖြည်းရောက်ရှိလာခဲ့၏ဖေဖော်ဝါရီလ15ရက်နေ့မနက်စောစောတွင်ဒေါက်တာရဲကောင်သည်ဒရိုင်ဘာဖိုးလုံးနှင့်ဟဲဟိုးလေစိတ်သို့ပို့ခိုင်းလေ၏ဟဲဟိုးမှမန္တလေးသို့လေယာဉ်ဖြင့်သွားမည်ဆိုလျှင်မိနစ်အနည်းငယ်ခန့်သာပြန်တန်းရမည်ဖြစ်ရာမန္တလေးလေစိတ်သို့ချက်ချင်းရောက်မည်ဖြစ်၏ထို့ကြောင့်ဒေါက်တာရဲကောင်သည်ချင်းဆိုထားသည့်နေ့ရောက်မှနေထိုင်ရာကလောမြို့မှစတင်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်လေယာဉ်ပေါ်ကဆင်းလိုက်သည်နှင့်တပြိုင်နက်ရှေ့ဦးစွာရောက်နေသောသူရိန်တို့အုပ်စုအားတွေ့ရလေ၏သူတို့သည်လေစိတ်ပရဝုံတွင်ထိုင်နေကြပြီးဒေါက်တာရဲကောင်ကိုမြင်သည့်အခါသူတို့အားလုံးသည်မတ်တက်ရက်၍ကြိုဆိုနှုတ်ဆက်ကြလေသည်ရောက်နေတာကြာပြီလားဆရာနည်းနည်းလောက်နောက်ကျသွားတယ်ဒေါက်တာရဲကောင်သည်အချိန်မှန်ရောက်လာခဲ့ခြင်းဖြစ်တော်လဲသူတို့သည်မိမိထက်အရင်ရောက်နေသဖြင့်ဤသို့ဆိုလိုက်ခြင်းဖြစ်သည်နောက်မကြပါဘူးဆရာကျွန်တော်တို့ကသာဝရိယလုံပြီးကြိုရောက်နေတာပါသူရိန်ကရီမောကပြောဆိုလေသည်ထို့နောက်၎င်းနှင့်အတူပါလာသောသူများကိုဒေါက်တာရဲကောင်နှင့်မိတ်ဆက်ပေးလေဒါကကျွန်တော်အကူပါနာမည်ကဒူဝင်းတဲ့သူတို့ကတော့ကျွန်တော်တို့ရဲ့လူယုံအလုပ်သမားတွေပါတွေ့ရတာဝမ်းသာပါတယ်ဆရာကျွန်တော်နာမည်ဒူဝင်းပါတွေ့ရတာဝမ်းသာပါတယ်ညီလေးဆရာနာမည်ကရဲကောင်ပါဒူဝင်းဆိုသူသည်ဒေါက်တာရဲကောင်ထက်3-4နှစ်ခန့်သာငယ်ပုံရပြီးအသက်30ခန့်အရွယ်ရှိသည်ညီကိုနှစ်ဦးသည်ရုပ်ချင်းအတော်လေးဆင်တူကြပြီးအကြီးဖြစ်သောဒူဝင်းကတင်းငယ်သောခန္ဓာကိုယ်ရှိ၏သူရိန်ကမူထွားချိုင်းသောခန္ဓာကိုယ်ရှိသည်သူရိန်တို့အုပ်စုတွင်သူတို့ညီကိုနှစ်ဦးအပါအဝင်စုစုပေါင်း5ဦးဖြစ်သည်သားနဲ့ရိတ်ခါနှင့်အခြားသောအသုံးဆောင်ပစ္စည်းများကိုထမ်းဖို့တည်ဆောင်ရန်လူယုံအလုပ်သမား3ဦးကိုပါခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏ကျွန်တော်ယူလာတဲ့စေဝါရိတ်ခါပစ္စည်းတွေကိုတစ်ချက်လောက်စစ်ဆေးပေးပါအောင်ဆရာအရေးကြီးတာတွေမေ့ကြံခဲ့မှာစိုးလို့ပါဒေါက်တာရဲကောင်သည်တရီအိတ်အသီးသီးတွင်ထည့်ထားသောရိတ်ခါနှင့်သုံးဆောင်ပစ္စည်းများကိုစစ်ဆေးကြည့်ရှုလိုက်၏စုံလင်လာသောစေဝါရိတ်ခါများနှင့်လိုအပ်သောသုံးဆောင်ပစ္စည်းများကိုစုံစုံလင်လင်တွေ့ရသဖြင့်ဒေါက်တာရဲကောင်သည်အလုပ်တစ်ခုကိုစိတ်ဆက်သေးချစွာလုပ်ကင်တဲ့သောသူရိန်အားချေကျူးမိပြန်သည်သူရိန်သည်ငှက်ဖျားရောဂါကြိုတင်ကာကွယ်ဆေးများအေးမိဖျားနာသည့်အခါလိုအပ်သည့်ဆေးဝါးများနှင့်ဒဏ်ရာရသည့်ကလိမ်ရသည့်ဆေးဝါးများစသည်တို့ကိုစုံလင်စွာယူဆောင်လာခဲ့၏ရိတ်ခါအတွက်မူစံငပိချောက်ကိတ်ချောက်လက်ဖက်ချောက်ကော်ဖီနှင့်တကြားငါးထစ်တာဘူးအသားဘူးစသည့်ရိတ်ခါအကြောင်းများကိုယူဆောင်လာခဲ့သည်ရေခဲတောင်ဒေသသို့တွားရောက်မည်ဆိုပါကမဖြစ်မနေယူဆောင်သွားရမည့်တာမွေအနှွေးတယ်များနှင့်အေးပိုင်းဒေသတွင်အများဆုံးဝစ်စင်လေးရှိသည့်လူကောင်းအောက်ထိရှည်လျားသောရှုးဖနက်ကိုမှတုတ်အားကောင်းပြီးအကျန်းကန်သည့်ရှုးဖနက်များကိုလည်း
စုံစုံလင်းလင်းယူဆောင်လာခဲ့သည်ဒေါက်တာရဲကောင်ကအိမ်များကိုစစ်ဆေးနေသည့်အချိန်၎င်းတို့ထံလူနှစ်ဦးရောက်လာခဲ့၏ထိုသူနှစ်ဦးသည်ဒေါက်တာရဲကောင်၏မိတ်ဆွေများဖြစ်ကြသောဦးထွန်းဆိုင်နှင့်ကျော်စွာတို့ဖြစ်လေသည်ဦးထွန်းဆိုင်သည်လက်တစ်ဖက်တွင်တရေအိတ်ကိုကင်ဆောင်ထားပြီးကျော်စွာကမူကျော်ဖို့အိတ်ကိုလွှဲထားသည်ကျုပ်တို့နောက်မကြပါဘူးနော်မောင်ရဲကောင်နောက်မကြပါဘူးဗျာလေရင်ထွက်ဖို့တနားရီလောက်လိုပါသေးတယ်ထို့နောက်ဦးထွန်းဆိုင်တို့အားသူရိန်တို့ညီကိုနှင့်မိတ်ဆက်ပေးလေသည်ထိုချိန်ဦးကောင်းသာနှင့်ဆိုင်းတော်တို့နှစ်ဦးသည်ရှေ့စဉ်နောက်စဉ်ရောက်လာခဲ့ကြ၏ခုလိုမိတ်ဆွေအားလုံးကိုစုံစုံလင်လင်ပြန်တွေ့ရတာဝမ်းသာလိုက်တာဗျာဦးကောင်းသာစတင်နှုတ်ဆက်လေသည်၎င်းတို့နှစ်ဦးသည်လည်းတကူစာလိုအပ်သည့်သုံးဆောင်ပစ္စည်းများကိုတရေအိတ်ကျော်ဘူးအိမ်များဖြင့်တည်ဆောင်လာခဲ့ကြသည်မြေကြီးနားမြို့သို့ပြန်တမ်းမိလေရင်ထွက်ခွာရန်အချိန်နှဲငယ်လိုသေးသဖြင့်သူတို့အားလုံးသည်စကားဖောင်ဖွဲ့ပြောဆိုကြလေ၏သူတို့အားလုံးသည်ပွင့်လင်းစွာပြောဆိုဆက်ဆံကြသဖြင့်လေရင်ပေါ်သို့ရောက်သွားသည့်အခါဒေါက်တာရဲကောင်းတို့အဖွဲ့နှင့်သူရိန်တို့ညီကိုသည်အတော်လေးခင်မင်သွားကြလေ၏မြေကြီးနားမြို့လေရင်ကွင်းသို့ဆိုက်ရောက်သည့်အခါချမ်းစိမ့်စိမ့်ရာသီဥတုကိုစတင်ခံစားရလေ၏စေဝါနှင့်ရိတ်ခါများကိုစုံလင်စွာယူဆောင်လာခဲ့ပြီးဖြစ်သောကြောင့်မြို့ထဲသို့တွားရောက်ခြင်းမပြုတော့ဘဲလေစိတ်အတွင်း၌သာအနားယူပန်းဖြေလျက်ပူတာအိုသို့ထွက်ခွာမိအချိန်ကိုစောင့်နေကြ၏ငါတူတို့ကအဖြူရောင်နှင်းကြပန်းပင်ကြောင့်ဘလို့ပေပုံတိခဲ့လဲဆိုတာပြောပြပါဦးစာရေးဆရာဦးထွန်းဆိုင်ကအဖြူရောင်နှင်းကြပန်းပင်အကြောင်းအစပြောလိုက်သည်ကချင်တိုင်းသားဖြစ်တဲ့ကျွန်တော်တငယ်ချင်းတယောက်စီကတီးခဲ့ရတာပါအဲ့ဒီအဖြူရောင်နှင်းကြပန်းပင်ဟာ66ပါးယောဂမျိုးမျိုးကိုပျောက်ကင်းစေနိုင်တယ်တဲ့အသေးစိတ်ကိုတော့ပူတာကိုရောက်မှာပဲသူ့စီမှာမေးပါကျွန်တော်ပြောပြရင်ဦးလေးတို့စုံစုံလင်းလင်းမသိရမှာစိုးလို့ပါဦးထွန်းဆိုင်မေကုန်းကိုအကိုကြီးဖြစ်သူဒူဝင်ကအဖြေပေးလေသည်ကောင်းပါပြီဒါနဲ့မောင်တဝင်းဖခင်ကဘလို့ယောဂမျိုးကိုခံစားနေရတာလဲအယိုးတွေပျော်ပြောင်းသွားပြီးတွားလာလှုပ်ရှားလို့မရတော့တာပါဘာကြောင့်ဒီလိုယောဂမျိုးဖြစ်တယ်ဆိုတာဒီအချိန်ထိအဖြေမရှာနိုင်သေးဘူးဒါကြောင့်ကုသနိုင်မဲ့ဆေးလည်းမရှိသေးပါဘူးဒီချိန်တော့သူရိန်ကဝင်ရောက်ဖြေဆိုလိုက်ခြင်းဖြစ်သည်ဖြူအောင်နှင်းကြပန်းမင်သားရေခဲတောင်ဒေသမှာအမှန်တကယ်ရှိနေတယ်ဆိုရင်ဦးလေးတို့အားလုံးအသက်ဆုံးပြီးရှာဖွေပေးပါမယ်ဦးကောင်းသာကဝင်ရောက်ပြောဆိုလိုက်ရာသူရိန်ကခေါင်းငိတ်ပြလေသည်ဟုတ်ကဲ့ဦးလေးတို့ရဲ့ရဲစွမ်းတက်တီကိုသိပြီးပါပြီဒါကြောင့်လေဦးလေးတို့ကိုဒီခီးစင်မှာလိုက်ပါဖို့ဖိတ်ခေါ်ခဲ့တာပါဒါနဲ့မောင်တဝင်းတငယ်ချင်းကပူတာအုံမျိုးထဲမှာနေရလားဟုတ်ပါတယ်အခုလက်ရှိတော့ပူတာအုံမျိုးထဲမှာနေပါတယ်ဇာတိကတော့နောင်မုံမျိုးနဲ့15မိုင်လောက်ဝေးတဲ့မြောက်ဖျားပိုင်းရွာကပါသူ့နာမည်ကဗျာကန်နဲ့သူလည်းကျွန်တော်တို့နဲ့အတူမြောက်ဖျားပိုင်းဒေသကိုလိုက်ခဲ့မှာပါပူတာအိုတို့ထွက်ခွာမိလေရင်သည်လေစိမ့်မှစတင်ပြန်တန်းထွက်ခွာတော့မိဖြစ်ရာစကားဝိုင်းကိုအဆုံးသတ်လိုက်ကြ၏ပူတာအိုလေစိမ့်သို့ရောက်သည့်အခါဒူဝင်၏တငယ်ချင်းဖြစ်သောဗျာကန်ဆိုသည့်ကချင်လူငယ်ကအသင်းဆောင်ကြုံနေ၏ဒေါက်တာရဲကောင်းတို့အဖွဲ့သည်ဗျာကန်၏နေအိမ်တွင်တညအိတ်ဆက်နားယူမိဟုဆုံးဖြတ်လိုက်ကြ၏ဗျာကန်သည်အစိုးရဝန်ထမ်းဖြစ်ပြီးငွေရေးကြေးရေးလဲကြွယ်ဝချမ်းသာသူဖြစ်ရာသူ၏နေအိမ်သည်အတော်ကြီးမားခိုင်ခန့်၏ထို့ကြောင့်ဒေါက်တာရဲကောင်းတို့အဖွဲ့သည်ချောင်းချောင်းလဲလဲတဲခိုနိုင်လေသည်ညသာစားပြီးသည့်အခါဒေါက်တာရဲကောင်းတို့သည်ဗျာကန်၏အိမ်ရှိတွင်မီးပုံတစ်ခုဖိုး၍အားလုံးဝိုင်းဖွဲ့၍စကားစမြည်ပြောဆိုကြလေသည်ကဲမောင်ဗျာကန်မင်းဖိုးပြောပြခဲ့တဲ့အဖြူရောင်နှင်းကြပန်းပင်ကြောင့်ဦးလေးတို့ကိုပြောပြပါအောင်ကွာမင်းတကယ်ချင်းမောင်တဝင်ကအစာပိုင်းပြောပြပြီးစက်မပြောဘဲရက်ထားတယ်မောင်ဗျာကန်ပြောပြရင်ပိုပြီးစုံစုံလင်လင်သိရအောင်လို့တဲ့ထုံးစံအတိုင်းပင်စာရေးဆရာကြီးဦးထွန်းဆိုင်သည်စကားပလင်မခံတော့ဘဲအဖြူရောင်နှင်းကြပန်းပင်အကြောင်းစတင်မေးမြန်းလိုက်၏ထိုကဗျာကန်ကလွန်ခဲ့သည့်နှစ်ပေါင်း80ခန့်ကအဖိုးဖြစ်သူကြုံတွေ့ခဲ့သောအဖြစ်အပျက်ကိုစီကာပတ်ကုန်းပြောပြလေတော့သည်မြေပြန့်ဒေသတွင်တိုင်းတစ်ပါးသားတို့ကျူးကျော်ရန်စတိုက်ခိုက်လာသဖြင့်ပုဂံတိုက်ပွဲများဆင်နွှဲနေကြသည့်အချိန်ဘရင်နန်းနေပြည်တော်နှင့်အလံဝေးပြီးလမ်းပန်းဆက်သွယ်ခက်ခဲသောမြောက်ဖျားပိုင်းဒေသများ၌ကတိုင်းရေးပြည်ရေး၌စိတ်ဝင်စားနိုင်ကြပဲစားဝင်ရေးအတွက်သာရုန်းကန်လှုပ်ရှားနေကြရသည်ထိုသူများတဲ့တွင်ဂလောင်ချမ်းကောင်ဆိုသည့်လူငယ်လည်းပါဝင်၏ဂလောင်ချမ်းကောင်သည်စင်းရဲသောမိသားစုမှဆင်းသက်လာသူဖြစ်သောကြောင့်စားဝင်ရေးအစဉ်ပြေရန်အတွက်သူတစ်ပါးအသက်ကိုတပ်ဖြတ်ရောင်းချသည့်မုတ်ဆိုးအလုပ်ကိုလုပ်ကင်ရလေသည်ဂလောင်ချမ်းကောင်သည်ဖခင်ဖြစ်သူဝိုင်းမုတ်ဆိုးကြီးနှင့်အတူရေခဲတောင်များအတွင်းသို့တွားရောက်ကာတောလိုက်ခြင်းအလုပ်ကိုလုပ်ကင်ရလေ၏အရွယ်ရောက်လာသောဂလောင်ချမ်းကောင်သည်အခြားသောရွယ်သူငယ်ချင်းများကဲ့သို့ပင်ရည်သားရှိလာ၏ဂလောင်ချမ်းကောင်၏ရည်သားသည်၎င်း၏နေကိုအပိုင်စားရသောဒူဝါကြီးဒူမဖြစ်ပြီးအတန်အတင့်ကြွယ်ဝချမ်းသာ၏ထို့ကြောင့်ဂလောင်ချမ်းကောင်သည်သူ့ရည်သားကိုလက်ထပ်လိုလင်လက်ကောက်နဂက်ဓာမောင်ပူပစိုး
ကျွဲနွားကြက်ဝက်စတဲ့ဖိုးတံပစ္စည်းများကိုကွမ်းပိုးပေးရမည်ဖြစ်သည်ဂလောင်ချမ်းကောင်တွင်ဤများလောက်များပြားသောကွမ်းပိုးပေးရန်မရှိပါသို့သောမိမိချစ်ခင်နှစ်သက်သောသူကိုတော့လက်ထက်ပေါင်းသိမ်းခွင့်ရလို၏ထို့ကြောင့်ဖခင်မိုးဆိုးကြီးထံအကြောင်းပြောဆိုလိုက်၏အဖေကျွန်တော်ဇုံးမြော်ကိုလက်ထက်ခြင်းတယ်ဇုံးမြော်မှာဂလောင်ချမ်းကောင်၏ရည်သားဖြစ်၏အေးဖခင်ကအတိအမှတ်ပြုသဖြင့်ဂလောင်ချမ်းကောင်ကဆက်၍ပြောဆိုလေသည်ဇုံးမြော်ကဒူးဟာမျိုးဆိုတာအဖေသိပါတယ်သူ့ကိုယူခြင်းကွန်ဘိုအများကြီးပေးရမှာဗျအဖေတို့ကအဲ့လောက်အများကြီးမတတ်နိုင်ဘူးဆိုတာသိပါတယ်ဒါပေမဲ့သူ့ကိုလက်မလွတ်ချင်ဘူးဗျာဒါကြောင့်သူ့မိဘတွေတောင်းတဲ့ကွန်ဘိုကိုပေးနိုင်ဖို့ဘာလို့ရမလဲဆိုတာအဖေစီမှာအကြံဉာဏ်တောင်းကြည့်တာပါစကားဆုံးသည့်က၎င်း၏ဖခင်သည်တပ်ပြင်းတစ်ချက်ချလိုက်ထို့နောက်ဂလောင်ချမ်းကောင်ကိုအားတက်စေမိစကားပြောဆိုလေသည်တနေ့လူလေးအဖေကိုဒီစကားတွေပြောလာမယ်ဆိုတာအဖေကြိုသိနေပါတယ်လူလေးဟာအဖေနဲ့အတူတောလိုက်ရင်မိသားစုဝင်ကိုကူထမ်းပေးနေတဲ့တားလိမာတယောက်ပါလူလေးယူခြင်းနဲ့မိန်းမကိုယူနိုင်ဖို့အဖေလည်းစူးစမ်းပေးပါမယ်အခုတလောလောပန်တွေကတိုးအမွှေးအိတ်တွေကတိုးသားမွေးတွေကိုဈေးကောင်းပေးပြီးအလူရဲ့ဝယ်နေကြတယ်ဂလောင်ချမ်းကောင်၏ဖခင်သည်စကားပြောနေခြင်းကိုခဏရပ်နားလိုက်ထို့နောက်အသက်ဝအောင်ရှူကာပြောလိုသောစကားကိုဆက်ပြောလေဟိုးမြောက်ဘက်ကတိဘက်ရွာအနီးနားတွေမှာကတိုးကောင်တွေပေါ်ပေါ်များများတွေ့နေရတယ်လို့အဖေကြားထားတယ်အဲ့ဒီကတိုးကောင်တွေကိုအမဲလိုက်မယ်ဆိုရင်လူလေးမိန်းမသွားတောင်းဖို့လိုနေတဲ့ကွမ်းဖို့အလုံးလောက်ရမှာပါတကယ်လားဖေအဲ့ဒီမှာကတိုးကောင်တွေကဘလောက်တောင်များလို့လဲဂလောင်ချမ်းကောင်ကဝမ်းသာအားရမေးမြန်းလိုက်ရာဖခင်မိုးဆိုးကြီးကပြုံး၍လူလေးတင်ထားတာထက်အစာပေါင်းများစွာပိုများတယ်ဟုဆိုလေသည်ဒါဆိုကျွန်တော်တို့အဲ့ဒီဘက်ကိုအမဲလိုက်သွားကြမလားကတိုးကောင်တွေအများကြီးရရင်ကျွန်တော်လည်းမိန်းမသွားတောင်းဖို့ကိုမိုးရပြီအဖေလည်းအေးစစ်စစ်အနားယူလို့ရပြီအမဲလိုက်เสียမလို့တော့ဂလောင်ချမ်းကောင်ကဝမ်းသာအားရပြောဆိုလိုက်ရာသူ၏ဖခင်ကတပ်ပြင်းတစ်ချက်ချပြန်၏ထို့နောက်စကလုံးများကိုတလုံးချင်းပြောဆိုလေသည်ဖေတို့ရွာကနေသွားမယ်ဆိုရင်ရက်ပေါင်းမနေကြာမှာဒီကြားတဲ့ကတိုးကောင်တွေကိုလိုက်ရှာပြီးအမဲလိုက်မှာနဲ့အပြန်ခရီးကိုပါထည့်ပေါင်းမယ်ဆိုရင်တလားခွေးလောက်ကြာမှာအဲ့လောက်ထိကြာပြီးဒီလောက်ထိဝေးတဲ့ခရီးကိုလူလေးသွားမလို့လားဇုံးမြော်ကိုတင်တောင်းနိုင်မဲ့ကိုမိုးရမယ်ဆိုရင်ဘလောက်ဝေဝေကျွန်တော်သွားမှာပါအဖေရောလိုက်ခဲ့မယ်မလားသူကဂလောင်ချမ်းကောင်ကြီးဖခင်ကခေါင်းငိမ်ပြလေလိုက်ခဲ့မှာပေါ့လူလေးဖြစ်ချင်တာကိုဖြည့်ဆည်းပေးဖို့အဖေမှာတာဝန်ရှိတယ်အဖေလည်းမင်းနဲ့အတူတိဘက်ဒေသကိုလိုက်ခဲ့ပါမယ်ဤသို့ဖြင့်ဂလောင်ချမ်းကောင်သည်ဖခင်မိုးဆိုးကြီးနဲ့အတူတိဘက်ဒေသသို့သွားကကတိုးကောင်များကိုမဲလိုက်မိခီးစဉ်အားအစပြုခဲ့လေသည်ထိုနေ့မှစ၍10ရက်မြောက်သောနေ့တွင်ဂလောင်ချမ်းကောင်သည်ဇုံးမြော်နှင့်မိတ်ဆွေပေါင်းသင်းများကိုနှုတ်ဆက်ကာဖခင်ဖြစ်သူမိုးဆိုးကြီးနှင့်အတူတိဘက်ဒေသသို့သွားရန်ရွာမှထွက်လာခဲ့၏တောလိုက်မိုးဆိုးများဖြစ်ကြရာရိတ်ခါကြောင်များကိုအေးတယူယူဆောင်သွားခြင်းမပြုကြဘဲခေါင်ရည်ကြီးတောင်များကိုသာအဓိကထား၍ယူဆောင်သွားကြသည်ရေခဲဒေသခီးစဉ်အတွက်ခေါင်ရည်သည်လွန်စွာမှအရေးပါ၏ခေါင်ရည်သည်အတွင်းကလီစာများကိုနှွေးထွေးစေ၏အေးမိခြင်းကိုလည်းတက်တာစေ၏တို့ဖြစ်ရာခေါင်ရည်သည်ဂလောင်ချမ်းကောင်တို့လိုရေခဲဒေသမဲလိုက်မိုးဆိုးများအတွက်တိတ်အသုံးဝင်သည်ရုပ်စွာဆုံးခေါင်ရည်သည်ရေငယ်ချင်းဝေနာကိုတက်တာစေပြီးဗိုက်လဲပြည့်သည်ဂလောင်ချမ်းကောင်နှင့်၎င်း၏ဖခင်မိုးဆိုးကြီးတို့သည်လူလေးကိုစီကန်ထောင်ကထူထပ်သောတစ်တော်များကိုတတော်ဝင်တတော်တွေဖြတ်ကျော်လာခဲ့ရာ9ရက်မြောက်သောနေ့တွင်တိဘက်နယ်စပ်သို့ရောက်လာခဲ့သည်ထိုတော်တွင်ရက်များတွင်ဂလောင်ချမ်းကောင်တို့တားဖသည်လန်တလျှောက်ပြစ်ခတ်ရရှိသောတားကောင်ငယ်များအားရိတ်ခါအဖြစ်အသုံးပြုခဲ့၏ပုံသွားသောခေါင်ရည်ကြီးတောင်များကိုလည်းလန်တလျှောက်တွင်တွေ့ရသောကချင်ရွာများတွင်ပြန်ဖြစ်ခဲ့သည်ဂလောင်ချမ်းကောင်၏ဖခင်မိုးဆိုးကြီးသည်မြမပြည်အစွန်ပြားပိုင်းထိတွားခဲ့ပူ၏တို့ဖြစ်ရာဖြတ်တန်းသွားလာခဲ့ရသောကချင်ရွာများမှရွာသားများနှင့်လည်းယင်းဤခင်မင်လေ၏အဖေရောက်ခဲ့ဘူးတာကဟောဒီတောင်ကြီးအထိပဲဒီတောင်တန်းကိုကြော်ရင်တိဘက်ဒေသကိုရောက်ပြီလို့ရှေးလူကြီးတွေကပြောခဲ့ဘူးတယ်ဒီတောင်တန်းတွေကိုကြော်ပြီးရင်မမျော်လင့်ထားတဲ့အန္တရာယ်တွေကြုံလာနိုင်တယ်ဒါကြောင့်သတိဝိရိယရှိပါလူလေးကျင်းတော်တွေ့တန်းထားသောတောင်တန်းကြီးတောင်ကြီးတို့ရောက်သည့်အခါဂလောင်ချမ်းကောင်၏ဖခင်သည်ဂလောင်ချမ်းကောင်အားသတိပေးစကားပြောဆိုလေ၏ကားပြောတဲ့နှင့်တူချောင်းဆိုးတံများလည်းပေါ်ထွက်လာခဲ့၏ထိုဒေသ၌ဖြစ်ပေါ်နေသောရာသီဥတုသည်အယိုးကွဲလူမတက်အေးခဲလာသည်ထို့ကြောင့်အလွန်ဝေးသောခရီးကိုအပြေးနှင်လာခဲ့ရသောဂလောင်ချမ်းကောင်၏ဖခင်မိုးဆိုးကြီးမှာအလွန်ပင်ပန်းနွမ်းနေပြီဖြစ်ကာအေးတံကိုခံနိုင်မရှိတော့ဘဲချူကြလာခဲ့၏ဂလောင်ချမ်းကောင်သည်ကျန်းတန်းစွာတိုက်ခတ်နေသောနှင်းလေအေးကိုခံနိုင်ရရှိတော်လဲအသက်အရွယ်ကြီးရင်ကအသားရည်များတွန့်လိန်နေပြီဖြစ်သောဖခင်မိုးဆိုးကြီးကမူအတော်လေးခိုက်ခိုက်တုံနေပြီဖြစ်သည်ဂလောင်ချမ်းကောင်သည်ဤရာကိုတတိထားမိခြင်းမရှိပါ
ကတိုးကောင်များအကြောင်းနဲ့ဇုံမြော်အားလက်ထပ်ရတော်မူအရေးကိုသာတွေးနေမိသောကြောင့်ဖြစ်သည်ဂလောင်ချမ်းကောင်တို့တားဖသည်နှင်းဖုံးနေသောတောင်တန်းကြီးကိုနောက်တနေ့မနက်မှကြော်ဖြတ်မိဟုဆုံးဖြတ်လိုက်ကြပြီးတောင်ကြီးတွင်နားခိုအိတ်ဆက်ရန်ဂူတလုံးကိုရှာဖွေကြလေသည်အချိန်အနည်းငယ်ခန့်ကြာသည့်အခါတဲထန်စွာတိုက်ခတ်နေသောနှင်းလေ၏စန့်ကျင်ဘက်အရက်ကိုမျက်နှာမူနေသောဂူတစ်ခုကိုတွေးလိုက်ရသည်ဂလောင်ချမ်းကောင်တို့တားဖသည်ဂူနီးနားရှိနှင်းတော်ထဲတွင်ထင်းချောင်များကိုဥစွာရှာဖွေလေထိုချိန်စီးနှင်းတို့ကအကြကျန်းလာပြီးလေကလည်းပြင်းထန်လာတော့သည်နှင်းမုန်တိုင်းတိုက်တော့မယ်ထင်တယ်ဂလောင်ချမ်းကောင်၏ဖခင်သည်တပ်ပြင်းရှည်ချ၍လေးနက်စွာပြောဆိုလေထို့နောက်တားဖနှုတ်သည်ဂူထဲသို့ဝင်လာခဲ့၏လှိုင်ကိုသည်အတော်လေးကျယ်ဝန်းပြီးနှင်းမုန်တိုင်းတန်ကိုခံနိုင်ရရှိလှိုင်ကိုထဲသို့ဝင်ရောက်လာသည့်အချိန်ဂူတွင်း၌ထင်းချို့နှင့်အိုးခွက်ပကံများကိုတွေ့ရလေဤဂူထဲတွင်အခြားသောမုတ်ဆိုးများလာရောက်နားခိုဘူးဟန်တူပါသည်ဂလောင်ချမ်းကောင်တို့တားဖသည်ရှာပွေလာသောထင်းချောင်များအားမူလရှိနေသောထင်းပုံအနီးတွင်ချထားလိုက်ထို့နောက်မိဘုံဖိုးကခေါင်ရင်းနှင့်အသားကင်ကိုစားတောက်ကြလေအာပပါအခုမှပဲနေထိုင်လို့ကောင်းသွားတော့တယ်ခေါင်ရည်တစ်ကြီးတောင်းလုံးကုံစင်သွားအောင်မောတောက်လိုက်ပြီးသည့်အခါဂလောင်ချမ်းကောင်၏ဖခင်မုတ်ဆိုးကြီးကဤသို့ပြောဆိုလိုက်ယခုခါမှမုတ်ဆိုးကြီးခြေပြားလက်ပြားများသည်ပူနွေးလာပြီးကောင်းစွာလှုပ်ရှားနိုင်လာ၏လိုင်းကူအပြင်တွင်ရှိနေသည့်အချိန်မုတ်ဆိုးကြီးသည်အယိုးကွဲလူမတက်အေးတံကိုခံစားခဲ့ရန်တူ၏သားဖြစ်သူဂလောင်ချမ်းကောင်စိတ်မကောင်းဖြစ်မိကိုစိုးရိမ်သောကြောင့်ဝေဒနာကိုကြိတ်မိပြီးခံစားခဲ့ရန်တူပါသည်နှင်းမုန်တိုင်းက3-4ရက်လောက်ကြာအောင်မယ်ထင်တယ်ကြံနေတဲ့အသားကိုချွေချွေတာတာစားမှဖြစ်မယ်ဖခင်တတိပေးစကားကိုကြားလိုက်ရသည့်အခါဂလောင်ချမ်းကောင်ကကြံနေသေးသောတောင်ဆိတ်၏ကိုတချမ်းကိုကြည့်ရှုကာဤသို့ပြန်ပြောလိုက်၏အများကြီးကြံသေးတယ်3-4ရက်တွင်ကုန်မယ်မထင်ဘူးနှင်းမုန်တိုင်းဆိုတာအတိအကျခံမှန်းလို့မရဘူးတရက်နှစ်ရက်နဲ့ပြီးသွားနိုင်လို့တပတ်လောက်ကြာရင်လည်းကြာသွားနိုင်တယ်ကွာထို့နောက်သားဖနှုတ်သည်မိအနှွေးတက်ကိုအားပြုကာဂူအတွင်းလဲလျောင်းအိတ်ဆက်ကြလေ၏ဂူထဲ၌မိဘုံအပူချိန်ကြောင့်နှွေးထွေးနေပါတော့လဲဂူပြင်ဘက်တွင်ကနှင်းမုန်တိုင်းကကြမ်းတမ်းစွာတိုက်ခတ်နေသောကြောင့်အသေးခိုက်လူမတက်အေးခဲနေပြီးမှအသေးချာပင်ဖြစ်၏ဂလောင်ချမ်းကောင်တို့သားဖသည်လိုင်ဂူထဲတွင်တညတာနားကိုအိတ်ဆက်ပြီးနောက်တစ်နေ့မနက်တွင်တောင်တန်းကြီးကိုပြတ်ကျော်သွားရန်စိတ်ကူးထားတော်လဲနှင်းမုန်တိုင်းသည်ရုတ်တရက်တိုက်ခိုက်လာသဖြင့်ဆက်လက်ခီးထွက်ခွာနိုင်ခြင်းမရှိတော့ဘဲဂူထဲတွင်တောင်တင်နေခဲ့၏နှင်းမုန်တိုင်းတိုက်ခတ်ပြီး3ရက်မြောက်သောနေ့ရောက်သည့်အခါဂလောင်ချမ်းကောင်သည်ဂူထဲတွင်နေထိုင်ရသည်ကိုပြင်းရလာခဲ့၏ဂူပြင်ဘက်သို့ထွက်၍စူးစမ်းလိုသည့်စိတ်များဖြစ်ပေါ်လာခဲ့၏ထို့ကြောင့်ဒူးလေးနှင့်ဓမြောင်းအားကိုင်ဆောင်ကာဂူပြင်သို့ထွက်လာခဲ့၏ဂလောင်ချမ်းကောင်၏ဖခင်မိုးဆိုးကြီးသည်နှင်းမုန်တိုင်းတိုက်ခတ်နေသည်ဖြစ်သောဂူပြင်သို့ထွက်ခွာမည်အဖြစ်ကိုတားဆီးခြင်းမပြုဘဲဂူနှင့်ခက်ဝေးဝေးသို့မသွားရန်သာမှားကြားလေသည်ဂူပြင်ဘက်သို့ရောက်သည့်အချိန်စီးနှင်းသည်အတော်ပါနေပြီဖြစ်ပြီးလေကလည်းခက်ပြေးပြေးသာတိုက်တော့၏အဖေပြောပြပုံရဆိုနှင်းမုန်တိုင်းသည်မောပန်းနေပြီဖြစ်သောကြောင့်ခိတ္တနားယူနေခြင်းဖြစ်ပေလိမ့်မည်တိတ်မကြမီပြင်းထန်သောနှင်းမုန်တိုင်းထပ်မံတိုက်ခတ်ရန်အခြေအနေရှိနေသေးသည်ဂလောင်ချမ်းကောင်ကနှင်းပါနေပြီဖြစ်သောကြောင့်ကုံစပြုတ်နေပြီဖြစ်သောထင်းနှင့်ရိတ်ခါရှာရန်စိတ်ကူးမိလေ၏ထို့ကြောင့်ဂူနှင့်ခက်လန်းလန်းသို့ထွက်လာခဲ့၏ဂလောင်ချမ်းကောင်သည်ထင်းချောင်များကိုလက်လံကောက်စုနေသည့်အချိန်မျက်လုံးထောက်မှလှုပ်ရှားမှုတစ်ခုကိုတွေးလိုက်ရ၏ပုံနေရာသို့တက်တက်ကြည့်ရှုလိုက်ရာယိုကားကားနှင့်တောင်စိတ်တစ်ကောင်ကိုတွေးလိုက်ရ၏တောင်စိတ်သည်ဂလောင်ချမ်းကောင်နှင့်ဂိုင်90ခန့်ကွာတွင်ရပ်နေပြီးနှင်းမုံတွေကြားမှထိုးထွက်ပေါက်ရောက်နေသောပင်ငယ်တပင်၏အရွယ်များကိုစားနေသည်လိုအပ်နေသောအသားရိတ်ခါရရှိတော်မူဖြစ်သောကြောင့်ဂလောင်ချမ်းကောင်သည်ပျော်ရွှင်သွားလေ၏လက်ထဲတွင်ပွေထားသောတင်းကြောင်များကိုအသားလေးချထားကာဒူးလေးကိုအသင့်ပြင်ထားလိုက်ထို့နောက်ဂလောင်ချမ်းကောင်သည်တောင်ကုန်းငယ်တစ်ခုကိုအကွာအကွယ်ယူကာတောင်စိတ်အနားသို့ချဉ်ကပ်လာခဲ့သည်ဖြူရောင်တောင်စိတ်သည်မိမိကိုရံမှုမြင့်သူမရှိနိုင်ဟုယူဆကာရွက်များကိုအိမ်ကြီးရရစားနေပြစ်မှတ်နှင့်နီးကပ်လာသည့်အခါဂလောင်ချမ်းကောင်သည်မြားတစ်စင်းကိုပြစ်လွတ်လိုက်သူပြစ်လွတ်လိုက်သောမြားသည်ဒါဝင်ကျေပွန်စွာဖြင့်တရွက်များကိုအိမ်ကြီးရရစားဆောင်နေသောတောင်စိတ်ကိုတွားရောက်ထိမှန်လေ၏ဒဏ်ရာကြီးကြီးမားမားရရှိသွားသောတောင်စိတ်သည်ချက်ချင်းမတည်သေးပဲအားကုန်သုံး၍ထွက်ပြေးရန်ကြိုးစားလေ၏သို့သောဂိုက်30ခန့်ရောက်သည့်အခါတောင်စိတ်သည်ဆက်၍ပြေးလွှားနိုင်ခြင်းမရှိတော့ဘဲဘုံကနေလဲကျသွားလေသည်ထိုအခါဂလောင်ချမ်းကောင်သည်တောင်စိတ်လဲကျသွားသည့်နေရာသို့သွားကာအသက်မဲ့ငြိမ်သက်နေပြီဖြစ်သောတောင်စိတ်ကိုဂူသို့တဲဆောင်ရန်ပြင်ဆင်လေသည်ဂလောင်ချမ်းကောင်သည်တောင်စိတ်ကိုပကုံးတွင်ထမ်း၍ဒူးလေးနှင့်ဓားကိုလက်တစ်ဖက်တွင်ကင်ကာလှိုင်ကူသို့ပြန်လာခဲ့၏
ကောက်စုထားသောထင်းချောင်များကိုတော့နောက်တစ်ကြိမ်ပြန်လာယူရန်ထားရစ်ခဲ့သည်ထားရစ်ခဲ့သောထင်းချောင်များကိုပြန်သွားယူပြီးသည့်အချိန်နှင်းမုန်တိုင်းသည်နောက်တစ်ကြော့ပြန်၍တိုက်ခတ်လာသည်ဒီတိုင်းဆိုရင်မုန်တိုင်းကနောက်ထပ်3-4ရက်လောက်အတွင်းနားမယ်မထင်ဘူးနှင်းပါနေတော့ကထင်းနဲ့ရိတ်ခါထွက်ရှာနိုင်လို့တော်သေးတယ်မဟုတ်ရင်တော့အဖေတို့ရိတ်ခါပြက်ပြီးဒုက္ခရောက်နေတော့မှာဂလောင်ချမ်းကောင်၏ဖခင်ကဂလောင်ချမ်းကောင်ကိုကျေးဇူးတင်သည့်အမူအရာဖြင့်ပြောဆိုလေရှင်းနိုင်ရင်တောင်စိတ်တစ်ကောင်ပြစ်လို့ရတိုင်းပေါင်သားတစ်ဖက်ကိုဒူးဝါကြီးစီဆက်သားခြင်းနဲ့ဒါပေမဲ့ခကြီးကဝေးတော့ယူပြန်ဖို့ကအစင်မပြေပါဘူးကွယ်ဂလောင်ချမ်းကောင်၏ဖခင်ကညီးသွားပြောဆိုလိုက်ထိုကဂလောင်ချမ်းကောင်ကမျက်မှောင်ကျုပ်၍ကိုယ့်ဘာသာကိုခက်ခက်ခဲခဲအမဲလိုက်ထားတဲ့တားကောင်ရဲ့ပေါင်တစ်ဖက်ကိုဘာဖြစ်လို့ဒူးဝါကြီးစီဆက်သားနေရလဲဗျာသူတို့မှလည်းလက်ပါနေရပဲကိုယ်တိုင်အမဲလိုက်ပေါ့အမဲလိုက်နိုင်လဲအဖိုးကပေးပြီးဝယ်ပေါ့ကျွန်တော်တော့ဘယ်သူ့ကိုမှလက်ကားမပေးချင်ပါဘူးဗျာသူ့မကြင်မနဲ့ပြောဆိုလေသည်ဒါကတော့လူလေးရဲ့ဒီနဲ့ဒီဒေတာဒီလူမျိုးရဲ့အစင်လာတစ်ခုပဲလေဖေတို့သွားပြီးလွန်ဆန်လို့မှမရတာဘလို့ပဲဖြစ်ဖြစ်ဗျာကျွန်တော်ကတော့ခက်ခက်ခဲပြစ်ထားတဲ့တောကောင်ရဲ့ဘယ်စိတ်ပိုင်းကိုမှဒူးဝါကြီးကိုပေးဖို့စိတ်နာမရှိဘူးဟိုရင်တော့ကတော့နားမလဲလို့ပေးခဲ့မိတာစကားဆုံးသည့်ကနှစ်ဦးလုံးဘာမှဆက်မပြောကြတော့ပဲအတွေးကိုယ်စီဖြင့်ရှိနေကြသဖြင့်ဘူတကူလုံးတိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်ရဲနှဲငယ်ကြသည့်အခါနှင်းမုန်တိုင်းသည်ပြီးဆုံးသွားခဲ့ပြီးရာသီဥတုပြန်လဲကောင်းမွန်လာခဲ့သည်နှင်းမုန်တိုင်းဆဲသွားပြီးဖြစ်မှန်တီးလိုက်ရသည့်အခါဂလောင်ချမ်းကောင်သည်ပျော်ရွှင်ခြင်းများစွာဖြစ်သွားလေဂလောင်ချမ်းကောင်သည်ဂူထဲတွင်အိတ်လိုက်စားလိုက်နေထိုင်လာခဲ့ရာလှုပ်ရှားမှုမရှိသောကြောင့်ခန္ဓာကိုယ်တစ်ခုလုံးညောင်းညာကြိုက်ခဲနေလေပြီယခုကကိုပြင်တို့ထွက်၍ခရီးဆက်ရတော့မည်မကြမီကရိုးကောင်များကိုရှာဖွေကာကရိုးကောင်၏ဝမ်းပိုက်အောက်မှရှိသောကရိုးအမွှေးအိတ်နှင့်ကရိုးသားမွေးများကိုလောပန်နေထံရောင်းချပြီးဇုံမြော်ကိုတင်တောင်းနိုင်ရန်ကွန်ဘိုရရှိတော်မည်ဂလောင်ချမ်းကောင်သည်နောက်ဆုံးရေခဲတောင်ကိုကြော်ဖြတ်ရန်တက်တက်ကြွကြွရှိနေ၏ဖခင်ဖြစ်သူမုတ်ဆိုးကြီးကလည်းလမ်းဆန်းနေ၏မုတ်ဆိုးကြီးသည်လှိုင်ကူထဲတွင်တပတ်ခန့်နှွေးထွေးစွာနေခဲ့ရသဖြင့်နှာစီးချောင်းဆိုးခြင်းမရှိတော့ဘဲကျမ်းမာရေးကောင်းမွန်လာပြီဖြစ်သည်ပွေးပွေးပြူရေခဲတောင်ကြီးကိုကြော်ဖြတ်ပြီးသည့်အခါပြန်ပြူးနေသောနှင်းတော်ကျဲကြီးကိုမြင်တွေ့လိုက်ရလေသည်ထိုချိန်လေးသည်ခက်ပြင်းပြင်းတိုက်ခတ်လာခဲ့ရာအလွန်မွေးပြန်သောကရိုးရနံကဂလောင်ချမ်းကောင်၏နှာခေါင်းအတွင်းသို့တိုးဝေဝင်ရောက်လာသည်ဂလောင်ချမ်းကောင်သည်နှာခေါင်းပေါက်အတွင်းသို့တိုးဝေဝင်ရောက်လာသောကရိုးကောင်၏မွေးရနံကိုတဝါကြီးရှူသွင်းလိုက်သည့်အခါမကြာမီပေါင်းဖက်ရတော့မည်ဇုံမြော်၏ရုပ်ပုံလာသည်အတွေးစိတ်ကူးထဲတွင်ဝိုးတဝါပြည်ပင်လာခဲ့လေတော့သည်စီနင်းခဲများသည်ဝါကွန်းဆိုင်များတစ်ဖွဲ့အဆုပ်လိုက်ခဲလိုက်ကြာဆင်းနေပြီးလေးကတဟူးတိုက်ခတ်နေသည်ဖြင့်ခန္ဓာကိုယ်တစ်ခုလုံးရေခဲတုံးဖြစ်သွားလို့မတဲ့အေးတက်ကိုခံစားနေရသည်ဂလောင်ချမ်းကောင်သည်တကောင်မိတကောင်ပြစ်ခတ်ဖမ်းဆီးရမိနေသောကတိုးကောင်များစီသာစိတ်ရောက်နေသည်ဖြင့်ပြင်းထန်သောအေးတက်ကသူ့ကိုရေမခုန်စေခဲ့ပေဖခင်မုတ်ဆိုးကြီးကမူပြင်းထန်သောအေးတက်ကြောင့်အတော်လေးခိုက်နေပြီဖြစ်ပြီးတောင်းကလည်းတခုခုပြန်ဆိုးလာခဲ့၏ဤသို့ဖြင့်ဂလောင်ချမ်းကောင်တို့တားဖာနှစ်ဦးသည်နှင်းတော်ကြီးအတွင်တွေးရသမျှကတိုးကောင်များကိုကောင်ပြီးတကောင်ပြစ်ခတ်ဖမ်းဆီး၍ဘိုးတန်အစိပ်ပိုင်းများကိုဖျက်တောက်ယူ၍ခီးဆက်ခဲ့ရာတဖြည်းဖြည်းနေကျွံလာခဲ့၏ဂလောင်ချမ်းကောင်တို့သည်မြမပြည်အစွန်ပြားတိဘက်ဒေသဆက်တီသာသွားမည်ဟုဆုံးဖြတ်ထားတော်လဲများပြားလာသောကတိုးကောင်များသည်ကောင်းတို့အားမြူဆွေနေတောင်ရှိနေသောကြောင့်တထောင်တက်တထောင်ဆင်းခီးဆက်လာခဲ့ရာတိဘက်ဒေသတွင်ပိုင်းသည့်တဖြည်းဖြည်းဝင်လာခဲ့မိလေသည်အဖေတော့ခီးမဆက်နိုင်တော့ထင်မကွယ်အသက်ရှူလို့မဝတော့ဘူးခြေတွေလက်တွေလည်းလှုပ်ရှားလို့မရတော့ဘူးအသက်ကလီစာတွေလည်းခိုက်ခိုက်တုံနေပြီတကူလုံးလည်းနာကျင်နေပြီတည်တော့မယ်ထင်ပါတယ်ကွယ်တောင်းခံမထားနိုင်တော့သည့်အစုံဘုံဆိုးကြီးသည်ဖွင့်ရပြောဆိုညီးသွားလေတော့၏ထိုကဂလောင်ချမ်းကောင်သည်လွန်စွာမှဝဲနေသွားပြီးတောင်းမဲ့ပါတဲ့အဖေရဲ့ကတိုးကောင်းစီပဲစိတ်ရောက်နေလို့အဖေကျမ်းမာကြီးကိုသတိမထားမိဘူးဒီလိုလုပ်ပါလားအဖေကျမ်းမာကြီးပြန်ကောင်းလာဘူးတကူမှတရက်နှစ်ရက်လောက်နားပြီးမှအိမ်ကိုပြန်ရမယ်လေဂလောင်ချမ်းကောင်ကကျင်းနာစွာပြောဆိုလိုက်သည့်အခါဖခင်မုတ်ဆိုးကြီးကအသာလီကောင်းငိမ့်ပြ၏ဤပုံစံတိုင်းဆိုဂလောင်ချမ်းကောင်၏ဖခင်မုတ်ဆိုးကြီးသည်အိမ်သို့ချက်ချင်းပြန်သွားရမဖြစ်နိုင်သေးပါနှွေးထွေးသောနေရာတွင်တရက်နှစ်ရက်နားယူပြီးမှအိမ်ပြန်နိုင်မည့်အခြေအနေရှိသည်ထို့ကြောင့်ဂလောင်ချမ်းကောင်ကလှိုင်ကူတစ်လုံးကိုလိုက်ရှာပြီးထိုကူအတွင်းမှာတရက်နှစ်ရက်လောက်နားယူပြီးတော့မှအိမ်ပြန်ခီးစရန်ပြောဆိုလိုက်ခြင်းဖြစ်သည်ထို့နောက်ဂလောင်ချမ်းကောင်သည်ဖခင်မုတ်ဆိုးကြီးကိုကူတွဲပြီးကစီးနှင်းများထူထပ်စွာကြာဆင်းနေသောနှင်းတော်တဲ့တွင်
နားခိုနိုင်မည့်ဂူတကူကိုရှာဖွေရလေတော့သည်။ဂလောင်ချမ်းကောင်တို့သည်ခေါင်းရည်ကြည်တောင့်၄-၅တောင့်အသားရိတ်ခါအနေငယ်နှင့်ကတိုးကောင်များ၏အဖိုးတန်သောစိတ်ပိုင်းများကိုသာယူဆောင်လာခဲ့ရာလမ်းလျှောက်ရသည်ကပေါ်ပါစွာရှိနေ၏။အချိန်နှဲငယ်အကြာလမ်းလျှောက်ပြီးသည့်အခါလူနှစ်ဦးချောင်းချောင်းလဲလဲတဲခိုအိပ်ဆက်နိုင်သောဂူတစ်လုံးကိုတွေ့ရလေ၏။ဂလောင်ချမ်းကောင်သည်ဖားခင်နှင့်အတူယူလာသောပစ္စည်းရိတ်ခါများကိုဂူထဲထားရစ်ခဲ့က၎င်းကိုယ်တိုင်ကဒူးလေးနှင့်ဓားကိုယူဆောင်၍တင်းရှာရန်ထွက်လာခဲ့သည်။ကယ်ရီပင်နှင့်အခြားသောနှင်းခဲဒေသတစ်ပင်များကပေါ်ပေါ်များများပေါက်ရောက်နေသည်ဖြင့်တင်းချောင်များကိုတခဏမျှသာစူဆောင်းလိုက်ရ၏။ဂူရှိရာသို့ပြန်ရောက်လာသည့်အချိန်နေ၏အလင်းရောင်သည်တဖြည်းဖြည်းပျောက်ကွယ်သွားပြီးအမောင်တို့သည်ဖြင်းညင်းစွာလွှမ်းခြုံလာခဲ့၏။မိအောင်များကဂူတွင်လင်းလည်လာသည့်အခါဂလောင်ချမ်းကောင်၏ဖခင်သည်လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ဂလောင်ချမ်းကောင်သည်ဖခင်မုတ်ဆိုးကြီးကိုအသားကင်နှင့်ခေါင်းရည်စားတောက်စေပြီးအသင့်ပါလာသောဆေးမြင့်နှင့်ဆေးဥများကိုတိုက်ကြွေးလိုက်၏။နေလို့ကောင်းရင်လားဖေးအနှွေးတက်လေးရလာတော့နည်းနည်းတော့နေထိုင်လို့ကောင်းလာတယ်။ဒါပေမဲ့အဖေကအသက်ကြီးပြီကွ။တတ်တာလည်းခဏပေါ့။ဖခင်မုတ်ဆိုးကြီးကညင်ညင်သာသာပြောဆိုလေ၏။သူပြောသည့်အတိုင်းပင်မုတ်ဆိုးကြီးသည်ခေါင်းရည်နှင့်ဆေးမြင့်ဆေးဥများကိုစားတောက်ထားတော်လဲတတ်တာလာခြင်းမရှိဘဲပို၍ဆိုးလာခဲ့၏။ထို့ကြောင့်ဂလောင်ချမ်းကောင်တို့သားဖနှဦးသည်လှိုင်ကူထဲ၌3-4ရက်တောင်တင်နေပြန်၏။ဤသို့ဖြင့်ရက်ကြာလာသည့်အခါတင်းနှင့်ရိတ်ခါကရာသီဥတုကောင်းမွန်နေသောကြောင့်စိတ်ပူစရာမလိုတော့လဲယူဆောင်လာခဲ့သောဆေးမြေဆေးဝါးများကတဖြည်းဖြည်းကုန်ခန်းလာ၏။ဂလောင်ချမ်းကောင်သည်အနီးပတ်ဝန်းကျင်၌ဆေးပင်တစ်မျိုးမျိုးကိုရှာဖွေရန်စိတ်ကူးမိ၏။ကမ်းတောင်မြစ်မတ်ချစ်ဥချိန်ပတိဥစသည့်အပင်များသည်ယောဂတော်တော်များများကိုပျောက်ကင်းစေနိုင်သည့်ရေခဲတောင်ဒေသတွင်ရှင်သန်ပေါက်မြောက်သောဆေးပင်ဝါပင်များဖြစ်ကြသည်။ကျွန်တော်ဆေးပင်တွေနည်းနည်းလောက်သွားရှာအောင်မယ်။အိမ်ကယူလာတဲ့ဟာတွေကကုန်တော့မယ်။ဂလောင်ချမ်းကောင်၏ဖခင်ကခေါင်းကိုအသာလေးငိမ့်ပြလေ၏။ဘိုးဆိုးကြီးသည်အတော်လေးအားရင်ချိုးတက်နေပြီဖြစ်ပြီးကိုယ်လည်းများကလှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲလဲလျောင်း၍သာနေရ၏။ဘူထဲကထွက်လာသည့်အချိန်ရာသီဥတုအခြေအနေသည်တာယာလျက်ရှိပြီးနေရောင်ကြီးကနှင်းမုန်များပေါ်သို့ဖြာကျနေ၏။တာယာသောရာသီဥတုကိုတွေ့ရသည့်အခါရွာ၌ကြံရင်ခဲ့သောဇုံမြော်ကိုသတိရမိသည်။တိုခိုက်အေးတံကြောင့်တေလူမျောပါဖြစ်နေသောဖခင်၏တရံကအတွေးထဲဝင်ရောက်လာသည်။ဘိုးဆိုးကြီးဤကဲ့သို့ဖြစ်ရခြင်းမှာတားမိုက်ဂလောင်ချမ်းကောင်ကြောင့်သာဖြစ်လေ။ဂလောင်ချမ်းကောင်သည်ဇုံမြော်ကိုလက်ထက်လူသောကြောင့်ဂျာဆိုင်မိဘတွေတောင်းသောကွန်ဘိုပေးနိုင်ရန်လိုအပ်သည့်ငွေကြေးများရရှိရန်အတွက်ဤအရက်ဒေသ၌ပေါ်များသောကတိုးကောင်များအားအမဲလိုက်ရန်လာခဲ့ခြင်းဖြစ်သည်။ယခုကလိုအပ်သောပမာဏကိုရပြီဖြစ်တော်လဲဖခင်ကတေလူမျောပါဖြစ်နေခဲ့ကြပြီ။ဂလောင်ချမ်းကောင်သည်နင်းတော်ထဲ၌ဆေးဝါးပင်များကိုလိုက်ရှာနေခြင်းတနေရာသို့ရောက်သည့်အခါလွန်စွာမှမွှေးကြိုင်တင်းပြန်သောရနံ့တစ်ခုကနှာခေါင်းအပေါက်အတွင်းသို့တိုးဝေဝင်ရောက်လာခဲ့၏။အာဘာမွှေးလိုက်တာဘာနဲ့လည်းမသိဘူး။ကတိုးရနံ့ထက်တောင်မွှေးသေးတယ်။ဂလောင်ချမ်းကောင်သည်အမွှေးရနံ့စတင်ပြန့်နှံ့လာသောတီနီယာကိုရှာဖွေကြည့်လိုက်။၎င်းသည်မျက်နှာမူရာရှိတဲ့တဲ့ကိုဆက်လျှောက်လာခဲ့ရာအမွှေးနှံ့ကပို၍မွှေးကြိုင်လာ၏။ဤသို့ဖြင့်အရှိသို့ဆက်၍လျှောက်လာခဲ့ရာတေကိုက်ကန်အကွာဝေးသို့ရောက်ချိန်အမွှေးရနံ့ကရုတ်တရက်ပျောက်ကွယ်သွား၏။ထိုအချိန်လေးသည်ဂလောင်ချမ်းကောင်၏မျက်နှာကိုလာရောက်ရိုက်ခတ်နေသဖြင့်လေကမိမိမျက်နှာမူရာအရက်မှတိုက်ခိုက်နေခြင်းဖြစ်မှန်းသိလိုက်ရလေ၏။ထို့ကြောင့်ဂလောင်ချမ်းကောင်သည်နောက်ပြန်လဲ၍ခြေလန်း3-4လမ်းခန့်ရှောက်ကြည့်ရာအမွှေးနှံ့ကပြန်၍မွှေးကြိုင်လာခဲ့၏။ဒီနားမှာပဲရှိရမယ်။ဘာများလဲမသိဘူး။ဂလောင်ချမ်းကောင်သည်ရှေ့နောက်ခောက်တုံခောက်ပြန်ရှောက်ကြည့်နေ၏။ထိုချိန်သူ၏အကြီးကနှင်းပြင်ပေါ်သို့ရောက်သွား၏။ဟောပုံမှန်ဘာများပါလဲ။ဘာဖြစ်လို့နှင်းမုံတွေကဝိုင်းဆက်နေရလဲ။စူးစမ်းလိုသောကြောင့်အနားကပ်၍ကြည့်ရှုလိုက်ရာအန်အောမင်သက်ဖွယ်ကောင်းသောအရာတစ်ခုကြောင့်ပါဇက်အဟောင်းသားဖြစ်သွားလေသည်။ပြူစွသောအပင်ငယ်တစ်ပင်လက်ဝါးတအုပ်ခန့်ရှိသောဝိုင်းဆက်ဆက်ဖြူရောင်ရွယ်များရှိသည့်အပင်ငယ်တစ်ပင်ဖြစ်ပြီးမွှေးကြိုင်သောရနံ့များသည်ထိုပင်ကထွက်လာခြင်းဖြစ်သည်။အရွက်ကောရိုးတံကောပင်စီကောအဖြူရောင်ဆွတ်ဆွတ်ဖူးငုံစားပန်းမူးကလေးလည်းပါသေးသည်။တင်းနှင်းမုံစီးနှင်းငယ်များနှင့်ရောင်ကထက်တူကျနေသည်။ထို့ကြောင့်ပင်အလွယ်တကူသတိမထားမိခြင်းဖြစ်သည်။ရွက်ဝိုင်းဝိုင်းများတွင်အမြင်နှင့်အကြောများကိုတွေ့ရ၏။ဖူးငုံစားပန်းမူးလေးတွင်လည်းဝိမုံဝစ်ဆံများကိုတွေ့ရ၏။ဂလောင်ချမ်းကောင်သည်တပင်လုံးပြိုဆွနေပြီးတင်းပြန်မွေးကြိုင်သောထိုပင်ကိုမျက်တောင်မခတ်တန်းကြည့်ရှုနေရာကဝိုင်းဆက်သောအရွက်တရွက်၏အစိပ်ပိုင်းတချို့ကိုလက်ဖြင့်ဖဲ့ယူလိုက်သည်ထို့နောက်ပါဇက်ထဲထက်ကဝါလိုက်၏ပြိုဆွသောအရွက်သည်လေချောင်းတွင်းသို့ဝင်ရောက်သွားသည့်ချိန်ဂလောင်ချမ်းကောင်သည်ပူချင်းချင်းဖြစ်သွားပြီး
ရင်ထဲ၌လန်းဆန်းသွားလေ၏ထို့နောက်ပင်ပန်းနွမ်းနေခြင်းမရှိတော့ဘဲတက်တက်ကြွကြွဖြစ်လာသည်တို့ပြရာဂလောင်ချမ်းကောင်သည်ထိုပင်ငယ်ကိုနှုတ်ယူသွားပြီးအာရင်ကုန်ကန်းကမထူနိုင်မထနိုင်ဖြစ်နေသောဖခင်မုတ်ဆိုးကြီးကိုကျွေးရန်စိတ်ကူးမိထိုပင်ကအရွက်ကိုစားလိုက်မည်ဆိုလျှင်ခံစားနေရသောဝေဒနာများကိုတတ်တာပျောက်ကင်းသွားလိမ့်မည်ဟုလည်းယုံကြည်နေ၏တို့ဖြစ်လျာဂလောင်ချမ်းကောင်သည်တပင်လုံးဖြူဆွနေသောထိုပင်ငယ်အားအမြင့်ပါအောင်နှုတ်ယူလိုက်၏ထို့နောက်ဖြူရောင်ပင်ငယ်ကိုတေးသေးချာချာကင်တွယ်ပြီးကိတ္တနာခုနေသောဂူသို့ပြန်လာခဲ့သည်ဘူရှိရာသို့ပြန်ရောက်သည့်အချိန်တွင်ဖခင်မိုးဆိုးကြီးသည်ကောင်းကိုပင်အတန်ထွက်၍မစိုးနိုင်လောက်အောင်အာရင်ကုန်ခန်းနေပြီဖြစ်သည်ဂလောင်ချမ်းကောင်သည်အဖြူရောင်ပင်ငယ်၏အရွက်ကိုကူးဖဲ့ယူကာဘူထဲတွင်ရှိနေသောကြောက်တုံးတုံးပေါ်တင်၍အရေထွက်သည့်အထိကြိတ်ချီလိုက်သည်ထို့နောက်ရလာသည့်အရေများကိုဖခင်မိုးဆိုးကြီး၏ပါဇက်တွင်းသို့တစ်ဆက်ချင်းထည့်ပေးလိုက်သည်ချိန်နှင်းငယ်ခန့်ကြာသည့်အခါဖခင်မိုးဆိုးကြီးသည်လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပြီးစကားများလည်းပြန်လည်ပြောဆိုနိုင်လာသည်ခဏနေတော့ကအဖေပါဇက်တဲကိုထည့်ပေးနေတာဘာအရေးတွေလဲအဲ့ဒီအရေးတွေလေရောင်းနဲ့ရောက်သွားတော့ခန္ဓာကိုယ်တစ်ခုလုံးပူရှင်းရှင်းဖြစ်သွားတယ်ငြိမ်သက်စပြုတ်နေတဲ့နှလုံးကလည်းပုံမှန်ပြန်ခုန်လာခဲ့တယ်အေးဆက်နေတဲ့ခြေလက်တွေကလည်းနှွေးလာတယ်ပြီးတော့တကူလုံးထုံကျင်ကြိုက်ခဲနေတာလဲတက်တာသွားတယ်မကြသေးခင်အချိန်ကဝိညာပြင်းထန်စွာခံစားနေရသောဖခင်မုတ်ဆိုးကြီးသည်ယခုကအားရဝမ်းသာပြောဆိုနေသည်ကိုမြင်တွေ့ရတော့ဂလောင်ချမ်းသည်စိတ်အေးလက်အေးဖြစ်သွားပြီးတက်ပြင်းချနိုင်တော့သည်နောက်တစ်နေ့မနက်သို့ရောက်တော့မုတ်ဆိုးကြီးသည်ပြည့်ပြည့်ဝဝပြန်လည်ကျမ်းမာလာခဲ့ပြီးအားအင်တွေကလည်းပြန်လည်ပြည့်ဖြိုးလာခဲ့ပြီဖြစ်သည်ထို့ကြောင့်သားဖာနှစ်ဦးသည်အပြန်ခရီးစတင်ရန်ပြင်ဆင်ကြလေ၏အပြန်ခရီးတွင်ဂလောင်ချမ်းကောင်သည်အလွန်မျိုးတူးပျော်ရွှင်နေသည်ကတိုးကောင်၏အမွေးအိတ်နှင့်သားမွေးအမြောက်များရရှိလာသည့်အပြင်အစွမ်းထက်သောအဖြူရောင်ဆေးပင်ငယ်တစ်ပင်ကိုလည်းမမျှော်လင့်ပဲပိုင်ဆိုင်နိုင်ခဲ့သောကြောင့်ဖြစ်သည်ဂလောင်ချမ်းကောင်သည်မမျှော်လင့်ပဲတွေးခဲ့ရသောအဖြူရောင်ဆေးပင်ငယ်ကိုဖြူရောင်နှင်းကြပန်းဟုအမည်ပေးလိုက်၏သူ၏အရွက်သည်ရေထဲတွင်သာရှင်သန်ပေါက်မြောက်သောကြာပင်၏အရွက်နှင့်ဆင်တူပြီးအဖူးငုံသည်လည်းကြာပန်းပွင့်နှင့်ဆင်တူသောကြောင့်ဖြူရောင်နှင်းကြပန်းဟုအမည်ပေးလိုက်ခြင်းဖြစ်သည်ဂလောင်ချမ်းကောင်တို့သားဖရွာပြန်ရောက်သည့်အချိန်ဖြူရောင်နှင်းကြပန်းပင်၏အရွက်တို့သည်ထောက်ကုန်ပြီဖြစ်၏တို့ဖြစ်ရာဂလောင်ချမ်းကောင်ကဖြူရောင်နှင်းကြပန်းပင်၏အစိပ်ပိုင်းအလုံးကိုအမုံကျိတ်၍ပြားရည်နှင်းငယ်နှင့်ရောဆက်ကဝါးကြည့်တောင်တဲသို့ထည့်၍တင်ထားလိုက်သည်ဂလောင်ချမ်းကောင်သည်အဖြူရောင်နှင်းကြပန်းပင်နှင့်ပြားရည်စိမ်ထားသောဆေးရည်ကိုရွာထဲရှိဖျားနာသူများနှင့်အခြားသောယောဂဝေဒနာခံစားနေရသူများကိုအနှဲငယ်စီစမ်းသပ်တိုက်ကြွေးလိုက်သည်ထိုကထိုသူတို့၏ဝေဒနာများသည်တဖြည်းဖြည်းတက်တာလာပြီးနောက်ဆုံးတွင်အရှင်းပြောက်ကင်းသွားကြ၏ဖြူရောင်နှင်းကြပန်းပင်ဖြင့်ဖော်ဆက်ထားသောဆေးရည်သည်ဖျားနာသူများကိုသာမကနာတာရှည်ယောဂများကိုပါတက်တာပြောက်ကင်းစေနိုင်သဖြင့်ရွာသူရွာသားများသာမက၎င်းတို့၏နယ်မြေဒေသကိုအုပ်ချုပ်သောဒူဝါကြီးများကျွဲဝချမ်းသာသူများနှင့်တရုတ်လောပန်များလည်းဂလောင်ချမ်းကောင်၏ဆေးရည်ကိုယုံကြည်အားကိုးလာခဲ့ကြသည်ဂလောင်ချမ်းကောင်သည်ထိုဆေးရည်ကိုလာရောက်တောင်းရမ်းသူများနှင့်ရွာသူရွာသားများကိုတော့အဖိုးအခမယူဘဲအခမဲ့ပေးကမ်းပြီးကျွဲဝချမ်းသာသည့်သူများကိုတော့တန်ရာတန်ကြီးဖြင့်ရောင်းချလေ၏ဒုံမြုံနှင့်လက်ထပ်ပြီးနောက်ဂလောင်ချမ်းကောင်သည်ငယ်ငယ်ကလေးကလောက်ကင်လာသောမုတ်ဆိုးအလုပ်ကိုစွန့်လွတ်လိုက်၏ကတိုးကောင်၏အမွေးအိတ်နှင့်သားမွေးကိုရောင်းချ၍ရသောငွေကြေးပမာဏသည်အတော်လေးများပြားသဖြင့်ကွန်ဖိုးအဖြစ်ကော်စောပူပစိုးလက်ကောက်နဂက်ဓာမောင်စသည်တို့ကိုဝယ်ယူနိုင်ခဲ့သည့်ပြင်မင်္ဂလာပွဲကျင်းပသည့်အချိန်လက်ထဲ၌ငွေချို့ကျန်နေသေး၏ထို့ပြင်အဖြူရောင်နှင်းကြပန်းပင်ဖြင့်ဖော်ဆက်ထားသောဆေးရည်ကိုလော်ပန်များထံရောင်းချခြင်းဖြင့်ငွေချို့ထပ်မံရရှိလေ၏ဂလောင်ချမ်းကောင်သည်ထိုငွေများဖြင့်ကုန်သည်စတင်လုပ်ကန်ခဲ့၏တစ်နှစ်ခန့်ကြာသည့်အခါဂလောင်ချမ်းကောင်သည်ကုန်သည်အလုပ်တွင်အောင်မြင်လာခဲ့ပြီးမင်းပေါက်စိုးပေါက်ဖြစ်လာခဲ့သည်ဗြိတိရှရာချီများနှင့်ချမ်းသာသောကုန်သည်များသာတက်ရောက်ရသည့်ဧကန်ပွဲတစ်ခုတွင်ဂလောင်ချမ်းကောင်သည်ဗြိတိရှလူမျိုးဖြစ်သည့်မြို့ပိုင်မင်းနှင့်ရင်းနှီးသွားလေသည်မြို့ပိုင်မင်းသည်အခြားသောဗြိတိရှလူမျိုးအရာရှိများကဲ့သို့မောက်မာခြင်းမရှိဘဲသဘောထားမြင့်မြတ်သူဖြစ်သည်တဦးနှင့်တဦးခင်မင်ရင်းနှီးသည်မှာတိတ်မကြသေးတော့လဲဂလောင်ချမ်းကောင်အားပွင့်လင်းရင်းနှီးစွာပြောဆိုဆက်ဆံလေသည်လာနှင်းငယ်ခန့်ကြာသောအခါမြို့ပိုင်မင်းသည်ဂလောင်ချမ်းကောင်အားလှုပ်ဝက်ချက်တစ်ခုပြောပြလေသည်မြို့ပိုင်မင်း၏သမီးသည်လူတော်သူတော်မတိုးဝင်သောနာတာရှည်ယောဂဆိုတစ်မျိုးကိုခံစားနေရကြောင်းသိရလေ၏မြို့ပိုင်မင်း၏သမီးအကြောင်းကိုသိလိုက်ရသည့်အချိန်ဖြူရောင်နှင်းကြပန်းဖြင့်ဖော်ဆက်ထားသောဆေးရည်ကိုသတိရလာခဲ့၏ထို့ကြောင့်ဂလောင်ချမ်းကောင်သည်
မျိုးပိုင်မင်းအားသူဖော်ဆက်ထားသောဆေးရည်ကြောင်းကိုပြောပြလိုက်သည်ထို့နောက်မျိုးသောယောဂဝေဒနာခံစားနေရသူတိုင်းထိုဆေးရည်အားတောက်သုံးလိုက်သည့်အခါခံစားနေရသောယောဂဝေဒနာများအရှင်းပြောက်ကင်းသွားကြသည့်အကြောင်းကိုလည်းပြောလိုက်သည်မျိုးသောယောဂဝေဒနာများကိုပျောက်ကင်းစေနိုင်သည်ဟုသောစကားကြောင့်မျိုးပိုင်မင်းကြီးမျက်လုံးများသည်တလက်လက်တောက်ပလာ၏အလောင်းချမ်းကောင်သည်ဖြူရောင်နှင်းကြပန်းပင်နှင့်ပြားရည်တို့ရော၍ဖော်ဆက်ထားသောဆေးရည်ကိုမျိုးပိုင်မင်းအားလက်ဆောင်ပေးမည်ဟုပြောဆိုလိုက်၏ထိုအခါမျိုးပိုင်မင်းသည်အလောင်းချမ်းကောင်အားကျေးဇူးတင်ကြောင်းထပ်ခါပြောဆိုလေတော့သည်ဆေးရည်ကိုစတင်တောက်သုံးကြည့်သည့်နေ့မှာပင်မျိုးပိုင်မင်း၏တမီခံစားနေရသောဝေဒနာသည်တိတိတတ်တာလာခဲ့သည်တပတ်ခန့်ကြာသည့်အခါ၃နှစ်ခန့်ကြာအောင်ခံစားခဲ့ရသောနာတာရှည်ယောဂါသည်တက်တာပျောက်ကင်းသွားလေသည်ထိုအခါမျိုးပိုင်မင်းကအလောင်းချမ်းကောင်ကိုစုငွေများပြားချီးမြှင့်လေသည်ထို့နောက်ဖြူရောင်နှင်းကြပန်းပင်ဖြင့်ဖော်ဆက်ထားသောဆေးရည်ရှိသေးလျင်ထက်လိုခြင်းသေးကြောင်းအင်္ဂလန်တွင်သမီးဖြစ်သူကဲ့သို့ဆေးကုသား၍မပျောက်ကင်းသောနာတာရှည်ယောဂါခံစားနေရသူအများပြားရှိကြောင်းပြောဆိုလေသည်ဖြူရောင်နှင်းကြပန်းပင်ဖြင့်ဖော်ဆက်ထားသောဆေးရည်ကိုအင်္ဂလန်မှာတွားရောက်ရောင်းချနိုင်မည်ဆိုပါကဤဒေသတွင်ချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာနိုင်ကြောင်းလည်းပြောပြလေသည်ဂလောင်ချမ်းကောင်သည်ဤဒေသ၌ချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာနိုင်သည်ဟုသောစကားကြောင့်အလွန်ပျော်ရွှင်သွားလေသည်ယခုကတည်းကဂလောင်ချမ်းကောင်သည်လုံချောမှန်ဟုသောသူနေထိုင်သည့်ရွာတွင်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်သည်ဂလောင်ချမ်းကောင်သည်အဲ့ဒီထက်ပို၍ချမ်းသာလိုသေးသည်ထို့ကြောင့်ဖြူရောင်နှင်းကြပန်းပင်ဖြင့်ဖော်ဆက်ထားသောဆေးရည်ကိုအင်္ဂလန်ပြည်တွင်တွားရောက်ရောင်းချလိုသည်ပြဿနာကဂလောင်ချမ်းကောင်ထံတွင်ထိုဆေးရည်ကုန်သွားပြီဖြစ်သည်မျိုးပိုင်မင်းကိုလက်ဆောင်ပေးလိုက်သောဆေးရည်သည်နောက်ဆုံးကြန့်ရှိနေသောဆေးရည်ဖြစ်သည်ယခုကဆေးရည်တစ်စက်မှမရှိတော့ဂလောင်ချမ်းကောင်သည်အချမ်းသာဆုံးသူဖြစ်မည့်အခွင့်အရေးကိုလက်လို့ဆုံးရှုံးမခံလိုပါထို့ကြောင့်မြန်မာပြည်ကိုကြော်၍တိဘက်ဒေသသို့ပြန်သွားကာဖြူရောင်နှင်းကြပန်းမီကိုရှာဖွေရန်ဆုံးဖြတ်လိုက်သည်ထိုချိန်ဂလောင်ချမ်းကောင်တို့ဇနီးမောင်နှံတွင်လာသားရွယ်သားတဦးရှိနေပြီဖြစ်၏ထို့ကြောင့်ဇနီးတဲ့ဇုံးမြို့ကမသွားဘူးရန်တားမြစ်လေ၏ဂလောင်ချမ်းကောင်ကတားငယ်၏အနာဂတ်အတွက်သွားကိုသွားရမည်ခရီးဟုအတိုက်ခံပြုလေသည်နောက်ဆုံးတွင်ဇုံးမြို့သည်ခင်မွန်းတဲ့၏ပြတ်သားသောဆုံးဖြတ်ချက်ကိုတားဆီးပိတ်ပင်နိုင်ခြင်းမရှိဘဲလက်လျှော့လိုက်ရလေတော့သည်ခရီးအတွက်ပြင်ဆင်စရာရှိသည့်များကိုပြင်ဆင်ပြီးသည့်အခါဇနီးဖြစ်သူနှင့်မျိုးပိုင်မင်းကိုနှုတ်ဆက်ကာတိဘက်ဒေသသို့သွားရန်နေအိမ်မှစတင်ထွက်ခွာလာခဲ့သည်ယခုတစ်ချိန်တွင်တော့ဖခင်ဖြစ်သူဝိုင်းမုတ်ဆိုးခြင်းနှင့်မဟုတ်တော့ဘဲသူ့စီမှအလုပ်လုပ်ကင်နေသောအလုပ်သမားများနှင့်အတူခရီးထွက်လာခဲ့ခြင်းဖြစ်ပါသည်ဂလောင်ချမ်းကောင်နှင့်အတူအလုပ်သမားများသာမကဂလောင်ချမ်းကောင်တို့၏လုံခြုံရေးအတွက်မျိုးပိုင်မင်းကထည့်ပေးလိုက်သောဗြိတိရှတပ်သားအချို့လည်းလိုက်ပါလာသည်ဂလောင်ချမ်းကောင်တို့သည်အနာတန်းခရီးဆက်လာခဲ့ရာနောက်ဆုံးတွင်မြန်မာပြည်နယ်စပ်သို့ရောက်လာသည်တောင်တန်းကြီးများနှင့်နှင်းတော်ကြီးများကိုဖျက်ကျော်ပြီးလျှင်ဖြူရောင်နှင်းကြပန်းပင်အားတွေ့ရှိပိုင်ဆိုင်နိုင်ခဲ့သောနှင်းတော်အတွင်းသို့ရောက်ချေတော့မည်လောဘစောတက်နေခဲ့သောဂလောင်ချမ်းကောင်ဖို့အဆိုပါခရီးသည်ပြန်လန်းမရှိသောခရီးတစ်ခုဖြစ်မှန်ကြိုသိနိုင်ခြင်းမရှိခဲ့ပါကြ။ညတကောင်ကြော်ပြီးဖြစ်သောကြောင့်ဗျာကန်သည်ဇက်ကြောင်းပြောပြနေခြင်းကိုရပ်နားလိုက်သည်။ဟာမင်းကလေကောင်းဝဲရောက်မှဖြတ်ပြီ။တက်ပြောပါဦး။အောင်ဗျာကန်ရဲ့အဖိုးကဘလို့အကြောင်းကြောင့်ပြန်လန်းမေ့သွားလေ။ဗျာကန်သည်အဖိုးဖြစ်သူဂလောင်ချမ်းကောင်ကြုံတွေ့ခဲ့ရသောဇက်ကြောင်းကိုပြန်လည်ပြောပြနေရင်ကရုတ်တရက်ရက်လိုက်သည်ဖြင့်စိတ်ဝင်စားစွာနားထောင်နေကြသောကြော်စွာဆိုင်းတော်နှင့်ဦးထွန်းဆိုင်တို့ထံမှမကြေမချမ်းတန်များထွက်ပေါ်လာခဲ့သည်ညနေနေပြီမို့ပါမနေ့ကမနေ့ခီးစားထွက်ကြမယ်မဟုတ်လားအေးရေးပြည့်ရင်လမ်းမလျှောက်နိုင်ပဲနေလိမ့်မယ်နောင်မမျိုးကနေကျွန်တော်တို့ရွာထိပဲမော်တော်ကားနဲ့သွားလို့ရတယ်ဗျအဲ့ဒီကနေမြောက်ဘက်ပိုင်းကိုခြေချင်းနဲ့ပဲဆက်သွားရတော့မှာဗျဟုတ်သားပဲဗျနောက်မှပဲထပ်ပြီးနားထောင်တော့ပေါ့ဒီညတော့ဒီလောက်နဲ့ပဲကျင်းနေကြပါတော့ရကန်တယောက်တည်းနိုင်ပုံမပေါ်သဖြင့်ဒေါက်တာရဲကောင်ကပါဝင်ရောက်ပြောဆိုလိုက်သည်မောင်ပြကန်ပြောပုံရဆိုရင်တို့သွားရမယ်ခီးကတာမန်ခီးတစ်ခုမဟုတ်ပဲသွန်းစုံစားစားသွားရမယ်ခီးစဉ်တစ်ခုဖြစ်မှာတော့အသေးကြပဲဟေဦးကောင်းတာသည်အားတက်စွာဝင်ရောက်ပြောဆိုလိုက်သည်ထို့နောက်ဒေါက်တာရဲကောင်တို့လူစုသည်အိမ်ထဲသို့ပြန်ဝင်ကာအိတ်ဆက်အနားယူကြလေတော့သည်နောက်တစ်နေ့မနက်တွင်ဒေါက်တာရဲကောင်တို့သည်ပူတာအိုမြို့မှစစ်ကြံကြကား3စီးဖြင့်နောင်မွန်းမြို့သို့စတင်ထွက်ခွာလာခဲ့သည်နောင်မွန်းမြို့သည်ပူတာအိုမှမိုင်60ကျော်ဝေးပြီးမော်တော်ကားဖြင့်တနေ့တာမောင်းနေရလေသည်ဒေါက်တာရဲကောင်တို့သည်နောင်မွန်းမြို့အလွန်တွင်ရှိသောဗျာကန်ရွာတွင်တညတာပြန်၍တဲခိုအိတ်ဆက်ရမည်ဖြစ်ပြီးမနက်လင်းမှတောထက်တဲ့တောင်သွဲကိုဖျက်ကျော်ကာလိုရာကီးကိုဆက်သွားရမည်ဖြစ်သည်နောင်မွန်းမြို့တွင်ရဝမ်တိုင်းရင်းသားအများဆုံးနေထိုင်ကြပြီးကချင်နှင့်လီဆူးတိုင်းရင်းသားများလည်းရှိသည်နောင်မွန်းမြို့ကိုစမ်းချောင်းအင်းမိုင်ခချောင်းနှင့်
လက်ခက်လက်ငါမဆန်းရိန်ဝဲဖီဖရွန်ရှမ်းလောက်တောင်တန်းကြီးများကပတ်ပတ်လေဝိုင်းပတ်ထားသည်နောင်မမျိုးသည်ရှေးရခင်ကရွာကြီးအဆင့်သာရှိခဲ့ပြီး1960ပြည့်နှစ်ရောက်မှနေကြားဝင်တောင်ရုံးဆိုင်၍မြို့ဖြစ်လာသည်ကဆန်ချောင်း၏အရှိတ်ဘက်တွင်ရှိသောမြို့ဖြစ်ပြီးတောင်မြောက်မိုင်20နှင့်ရှေ့နောက်2မိုင်သာကျယ်ဝန်းသောမြို့ကလေးဖြစ်သည်ဗျာကန်ရွာသည်အင်ဂျင်90ကျော်ခန့်သာရှိပြီးတာယာသောရွာငယ်လေးဖြစ်ပါသည်ဗျာကန်သည်ဒေါက်တာရဲကောင်းတို့အဖွဲ့ကိုသူ့မိဘအိမ်တွင်တဲခိုအိတ်ဆက်စေ၏ဗျာကန်၏ဖခင်သည်ဂလောင်ချမ်းကောင်၏သားဖြစ်ပြီးဂလောင်ချမ်းကောင်ကဲ့သို့ပင်ကုံတဲ့အလုပ်ကိုလုပ်ကင်လေ၏ရိုးသားဖော်ရွေပြီးအိတ်ဝစ်ခြင်းဝင်သောဗျာကန်တို့အိမ်တွင်တညတာနားခိုအိတ်ဆက်ပြီးမှနောက်တစ်နေ့နံနက်တွင်ဒေါက်တာရဲကောင်းတို့သည်ရေခဲဖုံးလွှမ်းနေသောတောတောင်များတွင်သို့စတင်ထွက်ခွာလာခဲ့သည်ဗျာကန်နှင့်လမ်းပြတအူထပ်၍လိုက်ပါလာခဲ့သဖြင့်10ရောက်ရှိသောအဖွဲ့တွင်စုစုပေါင်း12ဦးရှိသွားလေသည်ဒေါက်တာရဲကောင်းတို့သည်ထိုရွာမှစ၍ခီးဆုံးသည့်အထိခြေချင်းဖြင့်သာဆက်သွားကြတော်မူဖြစ်သည်ဒေါက်တာရဲကောင်းတို့သည်မော်တော်ကားပေါ်တွင်တင်လာသောရိတ်ခါနှင့်3000ပစ္စည်းများကိုအညီမျှခွဲဝေယူ၍ထမ်းဖိုးတည်ဆောင်ရန်ပြင်ဆင်ကြလေသည်အဆိုပါ3000ပစ္စည်းများတွင်ချက်ပြုတ်စားသောက်ရန်အိုးခွက်ပကံများလည်းပါဝင်လေသည်သူရိန်တို့ညီကိုသည်တစ္ဆာရှိလူယုံအလုပ်သမားများကိုအထမ်းသမားများဖြင့်ခေါ်လာခဲ့ကြတော့လဲ3ဦးတည်းဖြစ်ပြီးထမ်းဖိုးတည်ဆောင်ရမည့်ပစ္စည်းများမှာအလွန်များပြားသောကြောင့်ရိတ်ခါပစ္စည်းများကို3ဦးတည်းတည်ဆောင်ရန်မဖြစ်နိုင်ကြဒေါက်တာရဲကောင်းတို့သည်တကူသာ3ဆောင်ပစ္စည်းများကိုသာယူဆောင်လာခဲ့သဖြင့်၎င်းတို့၏အိမ်များတွင်ပစ္စည်းအနည်းငယ်သာပါရှိကြသည်ထို့ကြောင့်ဒေါက်တာရဲကောင်းတို့အဖွဲ့သည်သူရိန်တို့ယူဆောင်လာသည့်ရိတ်ခါပစ္စည်းများကိုနိုင်သလောက်ကူတယ်ပေးခြင်းဖြစ်သည်သူရိန်တို့ညီကိုသည်ဗျာကန်ရွာတွင်ရှိနေစဉ်ကရွာထဲရှိအထမ်းသမားအချို့ကိုငှားရမ်းကြည့်သေး၏သို့သောထမ်းသမားများသည်ဒေါက်တာရဲကောင်းတို့သွားမိနေရာဒေသကိုလိုက်ပါလိုခြင်းမရှိကြကြယခုလိုက်လာသောလမ်းပြမို့ဆိုပင်မြန်မာပြည်နှင့်တိဘက်ဒေသကိုပိုင်းခြားထားသောတောင်တန်းကြီး၏တောင်ကြီးအထိသာလိုက်ခဲ့မည်ဖြစ်သည်ထိုမှစ၍ဒေါက်တာရဲကောင်းတို့သည်ကြံနေသောခီးလန်းကိုကိုနီးကိုဟန်ဖြင့်သာဆက်သွားကြရမည်ဖြစ်သည်ဒေါက်တာရဲကောင်းတို့အဖွဲ့သည်ရိတ်ခါပစ္စည်းများကိုပခုံးမှထမ်းသူကထမ်းကြောဖို့အိတ်ဖြင့်လွယ်သူကလွယ်၍ရှေ့သို့ခီးဆက်လာခဲ့ကြသည်ဗျာကန်ကတစ်တော်ဦးစီးဌာနတွင်ငှားရမ်းလာသောလက်နက်အချို့ကိုလိုအပ်နေလင်းမြန်စွာအသုံးပြုနိုင်ရန်အတွက်တနက်ကိုကျွမ်းကျင်စွာအသုံးပြုနိုင်သူများကပခုံးတစ်ဖက်တွင်ထမ်းလာခဲ့ကြသည်ဒေါက်တာရဲကောင်းတို့သည်တောင်ပေါ်ကချင်ရွာများကိုတရက်ပြီးတရက်ဖျက်ကျော်လာခဲ့ရာ3ရက်မြောက်သောနေ့တွင်မြောက်ပိုင်းနေဆက်ရွာငယ်လေးတစ်ရွာသို့ရောက်လာသည်ထိုရွာမှလွန်လင်ထင်းရှိုးပင်နှင့်ခြားသောတစ်ပင်များစုဝေးပေါက်ရောက်နေသောတစ်တော်ကြီးများကျယ်ပြန့်လာသောနှင်းပြင်ကျယ်များနှင့်ရေခဲဖုံးလွှမ်းနေသောမြစ်မားသည့်တောင်စဉ်တောင်တန်းကြီးများကိုသာတွေ့မြင်ရတော့မည်ဖြစ်သည်ဤသို့ဖြင့်ဒေါက်တာရဲကောင်းတို့အဖွဲ့သည်အမြဲစိမ်းတစ်တော်ကြီးတစ်ခုကိုဖျက်ကျော်ရလေတော့သည်တစ်တော်တွင်မြစ်မားသောထင်းရှုပင်ကြီးများကထူထပ်စွာပေါက်ရောက်နေသည်ထိုချိန်ရာသီဥတုသည်တာယာကောင်းမွန်ခြင်းမရှိဘဲစီးနှင်းခဲများကထူထပ်စွာကျဆင်းနေ၏တို့ဖြစ်ရာခက်လန်းလန်းကမြင်ကွင်းများကိုရှင်းလင်းစွာမြင်နိုင်စွမ်းမရှိကြတင်းရှုတော်၏အလဲသို့ရောက်သွားသည့်အချိန်ရှေ့ဂိုက်30ခန့်ကွာတွင်အမြင့်9ပေခန့်ရှိပြီးညီညိုရောင်ဆင်းရှိသောတရားတစ်ကောင်ကိုမတဲမကွဲတွေ့မြင်လိုက်ရသည်ထို့ကြောင့်ဒေါက်တာရဲကောင်းသည်နောက်မှလိုက်လာသောအဖွဲ့သားများကိုလက်ဖြင့်အချက်ပြကရက်တန့်ခိုင်းလိုက်သည်ထို့နောက်ဒေါက်တာရဲကောင်းတဦးတည်းကသာရှေ့သို့ဆက်လျှောက်ကတဝါကြီးအနားသို့ချင်းကပ်လာသည်တဝါကြီးနှင့်ဂိုက်20ခန်းသာဝေးသောအကွာဝေးသို့ရောက်သည့်အခါထိုတဝါကြီးမှာဝက်ဝင်တစ်ကောင်ဖြစ်မှန်းတီးလိုက်ရလေသည်ညီညိုရောင်ဝက်ဝင်ကြီးသည်ဒေါက်တာရဲကောင်အားရန်လိုသောအကြည့်ဖြင့်ကြည့်ရှုနေပြီးတိုက်ခတ်ရန်ဟန်ပြနေ၏ထို့ကြောင့်ဒေါက်တာရဲကောင်ကလည်း365 point မကနန်ရိုင်ဖယ်တနက်ကိုအသင့်အနေထားဖြင့်ချိန်ရွယ်ထားလိုက်သည်ညီညိုရောင်ဝက်ဝင်ကြီးသည်၎င်းနှင့်ဂိုင်း20ခန့်ကွာတွင်ရှိနေသောဒေါက်တာရဲကောင်ကိုကဲခတ်ကြည့်ရှု၍တဟုန်တို့ပြေးဝင်တိုက်ခိုက်လေတော့သည်ဒေါက်တာရဲကောင်သည်၎င်းတို့ကိုတိုက်ခိုက်တပ်ဖို့ရန်ပြေးလာနေသောဝက်ဝင်ကြီးကိုအသင့်ချိန်ရွယ်ထားသောမကနန်ရိုင်ဖယ်ဖြင့်ပစ်ခတ်လိုက်သည်ဒိုင်းကနေမိတန်နှင့်အတူဝူဝါဟူသောဝက်ဝင်ကြီးနာကျင်အော်ဟစ်တန်တို့ကတတော်လုံးပဲ့တင်ထက်သွားလေသည်ညီညိုရောင်ဝက်ဝင်ကြီးသည်တနက်တန်ရာရရှိသွားတော်လဲကျသွားခြင်းမရှိဘဲအနှဲငယ်မြသာဟန်ပြက်သွားလေ၏ထို့ကြောင့်ဒေါက်တာရဲကောင်သည်နောက်တစ်ချက်ထပ်မံပစ်ခတ်ရန်ဟန်ပြင်လိုက်၏ထိုချိန်တန်ရာရနေသောညီညိုရောင်ဝက်ဝင်ကြီးသည်ဒေါက်တာရဲကောင်ထံပြေးဝင်လာခဲ့ပြန်၏ထို့နောက်တမ္မာထွားချိုင်းသောလက်ကြီးဖြင့်တနက်ကင်ထားသောဒေါက်တာရဲကောင်၏လက်ကိုလှမ်း၍ပုတ်လိုက်ရာတနက်သည်ဒေါက်တာရဲကောင်နှင့်9ခိုက်ခန့်ဝေးသောနေရာသို့လွှင့်စင်သွားလေသည်ထို့ကြောင့်ဒေါက်တာရဲကောင်သည်လက်နှင့်မဲသွားပြီးမိမိထက်3ဆပိုး၍တမ္မာသောဝက်ဝင်ကြီးအား
လက်ပလာဖြင့်ခုခံတိုက်ခိုက်ရလေတော့သည်ဦးကောင်းသာမှာဒေါက်တာရဲကောင်အချက်ပြသည့်အချိန်ကလေးကအန်ရတစ်ခုခုရင်ဆိုင်ကြုံတွေ့ရတော်မူဖြစ်မှန်းကြိုသိနေတနက်တန်နဲ့အော်ဒန်ဆိုသူဝါးဝါကိုကြားတော့မှဒေါက်တာရဲကောင်သည်ဝက်ဝင်တကောင်ကိုရင်ဆိုင်တိုက်ခိုက်နေပြီဖြစ်မှန်းသိလိုက်ရလေထို့ကြောင့်ဦးကောင်းသာသည်လက်ထဲကင်ဆောင်ထားသောမဂနန်ရိုင်ဖယ်တနက်ကိုအသင့်ပြင်လိုက်ပြီးဒေါက်တာရဲကောင်ကိုအကူအညီပေးရန်အရှိတို့တက်လာသည်စီနီများကထူပိတ်စွာကြာဆင်းနေသောကြောင့်ဦးကောင်းသာသည်အရှိတဲတဲကမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမမြင်နိုင်ပဲဝိုးတဝါသာမြင်ရ၏ဦးကောင်းသာသည်မျက်စိရှင်းရှင်းထား၍အရှိတို့ခတ်တွတ်တက်လာခဲ့ရာဘိုင်း20ခန့်ကွာဝေးသို့ရောက်သွားချိန်၌ညီညိုရောင်ဝက်ဝင်ကြီးနှင့်ဒေါက်တာရဲကောင်တို့လုံးထွေးတပ်ပုံနေကြသောမြင်ကွင်းကိုမြင်တွေ့လိုက်ရလေသည်ဦးကောင်းသာသည်ဝက်ဝင်ညိုကြီးအားပြစ်ခတ်ရန်စိတ်ကူးမိတော်လဲဒေါက်တာရဲကောင်ကိုထိမှန်သွားမည်စိုးရိမ်သည်ဖြင့်ပြစ်ခတ်ခြင်းမပြုဘဲအခွင့်အရေးကိုစောင့်နေ၏ညီညိုရောင်ဝက်ဝင်ကြီးသည်ဒေါက်တာရဲကောင်ထက်3ဆခန့်ပိုတန်မာတော်လဲ၎င်းသည်ထိုသောသတ္တဝါကြီးမျိုးနှင့်ရင်ဆိုင်တက်ခဲ့ရာတွင်အတွေ့အကြုံရှိသူဖြစ်သောကြောင့်ဝက်ဝင်ကြီးသည်၎င်းကိုထိရောက်အောင်တိုက်ခိုက်နိုင်ခြင်းမရှိပါ၎င်းသည်လည်းလက်ထဲတွင်လက်နက်မရှိသဖြင့်ဝက်ဝင်ကြီးတိုက်ခိုက်မှုများကိုရှောင်တိန်ခုခံ၍သာနေရသည်ဤကဲ့သို့ရှောင်တိန်ခုခံနေရင်မိနစ်အနည်းငယ်ခန့်ကြာသောအခါဒေါက်တာရဲကောင်မှမောဟိုက်ပင်ပန်းလာခဲ့၏တို့ဖြစ်ရာဝက်ဝင်ညိုကြီးတိုက်ခိုက်မှုကိုခုခံရှောင်တိန်နိုင်ခြင်းမရှိတော့ခြင်းညီညိုရောင်ဝက်ဝင်ကြီးသည်မောပန်းနွမ်းနေသဖြင့်ခုခံနိုင်ခြင်းမရှိတော့သည့်ဒေါက်တာရဲကောင်ကိုသူ၏ကြီးမားတန်မာလာသောလက်ကြီးဖြင့်အားကုန်လွှဲပုတ်လိုက်သည်ထိုကဒေါက်တာရဲကောင်သည်3ခန့်ခန့်အကွာဝေးသို့လင်းဆွင်သွားလေသည်ထိုအခွင့်အရေးကိုစောင့်မျှော်နေသောဦးကောင်းသာသည်ဝက်ဝင်ကြီးကို2ချက်ခန့်ဆင့်ကာပြစ်ခတ်လိုက်သည်ဦးကောင်းသာသည်ပြစ်မှတ်ကိုတေချာချိန်ရွယ်ရန်အခွင့်အရေးရခဲ့သောကြောင့်၎င်းပြစ်ခတ်လိုက်သောကြည်နေတောင်းသည်ဝက်ဝင်ညိုကြီးကိုတည်စေနိုင်သောနေရာများတွင်တွားရောက်ထိမှန်လေသည်ထိုအခါညီညိုရောင်ဝက်ဝင်ကြီးသည်ဝူဝါဝါအော်ဟစ်ကလဲကျသွားလေ၏ထို့နောက်ဝက်ဝင်ကြီးသည်ပြန်မထနိုင်တော့ဘဲငြိမ်သက်သွားလေ၏ဦးကောင်းသာသည်တေချာအောင်နောက်တစ်ချက်ထပ်မံပြစ်ခတ်လိုက်သည့်အချိန်၌ဝက်ဝင်ညိုကြီးသည်အော်ဟစ်ညှဉ်းညူနိုင်ခြင်းမရှိတော့ဘဲအသက်စီဝိန်ခြုံငိမ့်သွားကြပြီဖြစ်သည်ထို့နောက်တွင်ဦးကောင်းသာသည်ဝက်ဝင်ညိုကြီးတိုက်ခိုက်မှုကြောင့်ဖိုအဝေးသို့လွင့်စင်လဲကျသွားသောဒေါက်တာရဲကောင်၏နားသို့လျှောက်သွားကာကျင်းနာစွာတွဲထူဖေးမှပေးလိုက်သည်ဒေါက်တာရဲကောင်သည်အဝေးသို့လွင့်စင်သွားတော့လဲကြီးကြီးမားမားဒဏ်ရာမရှိဘဲအနှဲငယ်သာပွန်းပယ်သွားသည်ကျေးဇူးဆရာကြီးရေဝက်ဝင်ကြီးကတော်တော်ကိုကြမ်းတာဗျတခြားဝက်ဝင်တွေနဲ့လည်းမတူဘူးဒေါက်တာရဲကောင်သည်တိုင်းဆရာတို့ဖြစ်သောဦးကောင်းသာလေးစားစွာဖြင့်ဆရာကြီးဟုသာခေါ်၏ထို့နောက်သူတို့နှစ်ဦးသည်လဲကျတည်ဆုံးနေသောပေါင်600ခန့်ရှိသည့်ညီညိုရောင်ဝက်ဝင်ကြီးစီသို့လျှောက်လာခဲ့ကြသည်ဟိမဝနာဝက်ဝင်ညိုကြီးဗျအဖော်နဲ့ကွဲလာတာထင်တယ်ဒါကြောင့်လည်းအဲ့လောက်ထိရန်လိုနေတာပေါ့ဒီလောက်ထိကြီးတဲ့ဝက်ဝင်ညိုကြီးကိုလက်နဲ့မပါပဲရင်ဆိုင်ထိုးတဲ့ရတဲ့မောင်ရဲကောင်ရဲ့တက်တီကိုတော့မလေးစားပဲမနေနိုင်တော့အဲ့လောက်ထိကြီးတဲ့ဝက်ဝင်ကြီးရဲ့အကြမ်းပတမ်းတိုက်ခိုက်မှုကိုခုခံဖို့ဆိုရင်ရဲစွမ်းတက်တီပြေးသွားပြီတတိဝိရိယအထူးကောင်းမွန်နေမှရမှာကွဒီလောက်ထိလည်းမဟုတ်ပါဘူးဗျာအခုချိန်များဆရာကြီးသာလာပြီးမကယ်ခဲ့ရင်ကျွန်တော်ဟာလေခုလောက်ဆိုရင်ဝက်ဝင်ညိုကြီးရဲ့လက်ချက်ကြောင့်အသက်ပြောက်နေလောက်ပြီထိုချိန်သူတို့အနားသို့အခြားသူများရောက်လာခဲ့ကြ၏သူရိန်တို့ညီကိုနှင့်ထန်းသမားတို့သည်အလွန်ကြီးမားသောဝက်ဝင်ညိုကြီးကိုမြင်တွေ့လိုက်ရသည့်အခါပါဇက်အဟောင်းသားဖြင့်အံ့ဩနေကြ၏ဦးထွန်းဆိုင်ကျော်စွာနှင့်ဆိုင်းတော်တို့ကမူဟိမောနာဝက်ဝင်ညိုကြီးကိုဘာလက်နဲ့မှမပါပဲရင်ဆိုင်ထိုးတတ်တဲ့အခန်းကိုဒီခီးစဉ်ရဲ့စွန်စားခန်းဝတ္ထုထဲမှာမဖြစ်ဖြစ်အောင်ထည့်ရဦးမယ်ဟဲ့နဲတဲ့အကောင်ကြီးလားဗျာရိုးရခေါင်ရင်နဲ့မြည်လိုက်ရရင်ဖြင့်ဝက်ဝင်သားစီများတယ်ဗျအသားကလည်းကျွဲသားတဲ့တောင်ကျန်းသေးတယ်ဟုရင်းနှီးပွင့်လင်းစွာပြောဆိုကြလေသည်ညီညိုရောင်ဝက်ဝင်ကြီးသည်ပေါင်600ခန့်ရှိရာဒီတိုင်းတည်ရန်မဖြစ်နိုင်ပါထို့ကြောင့်သူတို့သည်ဝက်ဝင်ညိုကြီးကိုအသားဖြတ်ရန်ပြင်ဆင်ကြလေအစီများအသားကျန်းတော်လဲလေလွင့်မဖြစ်စေအောင်ရိတ်ခါဖြင့်အသုံးပြုကြရပေမည်ဝက်ဝင်ကြီးတားမွေးအရေကုန်ကိုလမ်းပြမိုးဆိုးကြီးကတောင်းသဖြင့်လက်ဆောင်ဖြစ်ပေးလိုက်သည်ဒေါက်တာရဲကောင်တို့သည်အသားကိုဖြတ်ပြီးချိန်၌ကောင်းတို့ရရစိတ်ပိုင်းများယူဆောင်ကာထင်းရှူတော်ကိုဆက်၍ကြော်ဖြတ်လာခဲ့သည်တို့ပြရာညနေနေဝင်လူနီးချိန်၌ထင်းရှူတော်၏အခြားတစ်ဖက်သို့ရောက်လာခဲ့၏ထင်းရှူတော်ကိုကြော်လွန်သည့်အခါမြင်မာသောတောင်တလုံးကိုမြင်တွေ့လိုက်ရလေသည်ဒေါက်တာရဲကောင်သည်တောင်ကျေတွင်ညတာနားကိုအိပ်ဆက်ပြီးခါမှခရီးဆက်ကြမည်ဟုဆိုလိုက်ရာလမ်းပြမိုးဆိုးကြီးက၎င်းတို့ဟာလိုင်ကိုတစ်ခုစီသို့ခေါ်ဆောင်လာခဲ့လေသည်သူဟာလိုင်ကိုကြီးသည်လမ်းပြမိုးဆိုးကြီးနားကိုအိပ်ဆက်နေကြလိုင်ကိုကြီးဖြစ်ပြီးတောင်ကျေတနေရာတွင်တည်ရှိသည်
နေပင်မကျွမ်းကျင်သူတဦးကထိုလိုင်ကိုကြီးကိုရှာဖွေမိဆိုရင်အလွယ်တကူရှာတွေ့နိုင်လိမ့်မည်မဟုတ်ပါဘယ်ကြောင့်ဆိုတော့လိုင်ကူပတ်ပတ်လေတွင်နှင်းများဖုံးလွှမ်းနေပြီးလိုင်ကူအပေါက်ဝကိုလည်းရေခဲချံများကပိတ်ဆို့ထားသည်လမ်းပြမိုးဆိုးကြီးသည်လက်ထဲတွင်ကိုင်းနာသောဒူးလေးတင်ဖြင့်ထုချေလိုက်ရာရေခဲချကြီးသည်ပဲ့ကျွေသွားပြီးအတော်လေးကျယ်ဝန်းသည့်လိုင်ကူတစ်ခုကဘွားကနေပေါ်လာသည်ဆိုပါလိုင်ကူကြီးသည်ပေ30ပတ်လေခန့်ကျယ်ဝန်းပြီးလူ12ဦးချောင်ချောင်လဲလဲနားကိုအိပ်ဆက်နိုင်သည်ဒေါက်တာရဲကောင်တို့သည်ဂူအတွင်းသို့ဝင်လာခဲ့ရာဂူထဲတွင်ထင်းချောင်အချို့နှင့်အိုးခွက်ပကံများကိုတွေ့ရလေ၏လမ်းပြမိုးဆိုးကြီးသည်အဆိုပါအိုးခွက်ပကံများမှာ၎င်းပိုင်ဆိုင်သည့်ပစ္စည်းများဖြစ်ပြီးထင်းချောင်များကလည်း၎င်းကောက်စုထားသည့်ထင်းချောင်များဖြစ်သည်ဟုဆိုလေသည်မြမပြည်မြောက်ဖျားပိုင်းရေခဲတောင်ဒေသတွင်ကျင်းလည်ကျဆားသောအမဲလိုက်မိုးဆိုးကြီးတို့တွင်စီးသို့မဟုတ်အစင်လာတစ်ခုရှိသည်ဂူတစ်ခုတွင်မိုးဆိုးတဦးက၎င်း၏သုံးဆောင်ပစ္စည်းများနှင့်ကောက်စုထားသောထင်းချောင်များကိုထားရှိခဲ့လျင်ထိုကိုအတွင်းလာရောက်နားခိုသောအခြားမိုးဆိုးတဦးကထိုသုံးဆောင်ပစ္စည်းများနှင့်ထင်းချောင်များကိုယူငင်အသုံးပြုခြင်းမရှိကြအကယ်၍ရေးကြုံလို့ယူငင်အသုံးပြုမိပါကလည်းနေရမပြတ်ပြန်၍ထားရှိခဲ့ကြရ၏ထင်းချောင်များကိုယူငင်သုံးဆွဲမိပါကလည်းအသုံးပြုထားသည့်ပမာဏကိုပြန်လည်ရှာဖွေကောက်စု၍ဂူထဲတွင်ပြန်ထားပေးခဲ့ရလေဤကရေခဲတောင်ဒေသမဲလိုက်မိုးဆိုးတို့၏စီးသို့မဟုတ်အစင်လာဖြစ်လေသည်တက်ပြုတ်ရသည်ကိုဝါနာပါသောကြော်သွားသည်ဂူထဲတွင်ရှိသောလမ်းပြမိုးဆိုးကြီးစုဆောင်းထားသည့်ထင်းချောင်များဖြင့်မိဖို့ရန်ပြင်းလေရေခဲတောင်ဒေသဖြစ်သောကြောင့်မိမွေးသည့်အချိန်ဓာတ်ဆီမီးချစ်ရမ်းမီးချစ်တို့ကိုအသုံးပြု၍မရပါဂက်စ်မီးချစ်များသာအသုံးပြုရသည်ထင်းချောင်များမှာရေငွေ့ကြောင့်အဆိုတက်ပြန်နေသဖြင့်တော်တော်နှင့်မွေးမရပါလန်ကြာမှမီးဆွဲလေသည်မီးချိန်ရလာသည်နှင့်တပြိုင်နက်လိုင်းကူတစ်ခုလုံးနှွေးထွေးသွားလေတော့သည်ထိုကဆိုင်းတော်နှင့်သူရိန်ကထင်းရှူတော်တွင်ပြက်ခတ်ရရှိလာသောဝက်ဝင်ညိုသားများကိုမိခင်ရန်ပြင်လေဒေါက်တာရဲကောင်ဒူဝင်နှင့်လမ်းပြမိုးဆိုးတို့ကမူဆက်သွားရမည့်ခီးအတွက်ဆွေးနွေးတိုင်ပင်နေကြသည်ဦးကောင်းသာကတနေ့လုံးလမ်းလျှောက်ခဲ့ရသဖြင့်အညောင်းပြေအောင်အကျော်လျှော့သည့်လေ့ကျင့်ခန်းများပြုလုပ်ရနေသည်ဦးထွန်းဆိုင်ကမူတနေ့တာတွင်ကြုံတွေ့ခဲ့ရသောအကြောင်းအရာများကိုဒဏ်ရာဤစာအုပ်ထဲမှမှတ်တမ်းတင်ရေးသားနေသည်သူရိန်တို့နှင့်အတူပါလာသောအထမ်းသမားများကတနေ့လုံးပင်ပန်းခဲ့သဖြင့်ရိုးရာခေါင်းရည်ကိုဝိုင်းဖွဲ့တောင်းနေကြသည်အသားကင်များကျက်သွားပြီးထမင်းနှက်သွားသည့်ကအလုံးသည်ညသာဆန်းရန်ပြင်ဆင်ကြလေညသာစားပြီးသည့်ကမအိပ်ချသေးပဲမိဘုံကြီးကိုဘိုးပြုတ်ဝိုင်းဖွဲ့ကစကားစမီပြောဆိုကြလေသည်ကဲလမ်းပြကြီးကျုပ်တို့ကိုဒီဒေသမှာအများဆုံးတွေ့ရတဲ့တောကောင်တွေကြောင့်ပြီးတော့မက်ချစ်ဦးလိုစေးဘက်ဝင်အပင်တွေကြောင့်ပြောပြပါဦးဗျာဒီတကပွဲတောင်းသူကလည်းဦးထွန်းဆိုင်သားလင်ဖြစ်သည်ဒေါက်တာရဲကောင်တို့အမြင့်ပေ19296ပေရှိသောကာကာပူရာစီတောင်တက်တုံးကဦးထွန်းဆိုင်သည်ကျမ်းမာရေးမကောင်းသဖြင့်လိုက်ပါနိုင်ခြင်းမရှိခဲ့ပါထို့ကြောင့်၎င်းသည်ရေခဲတောင်ဒေသအကြောင်းကိုကောင်းစွာမသိသေးပါထို့တုန်းကဒေါက်တာရဲကောင်တို့သည်ရန်ကုန်မြို့ရှိတောင်တက်အဖွဲ့တစ်ခုနှင့်အတူလိုက်ပါခဲ့ခြင်းဖြစ်သည်ဦးထွန်းဆိုင်ကစိတ်ဝင်စားမေးမြန်းလိုက်သည့်အခါမုတ်ဆိုးကြီးကလည်းအားတက်သရောပြန်ပြောပြလေသည်ကျုပ်တို့ရေခဲတောင်ဒေသမှာအများဆုံးတွေ့ရတဲ့တောကောင်တွေကတော့ကဒိုးကောင်တောင်စိတ်နဲ့တာကင်လို့ခေါ်တဲ့တားမင်းတွေဗျကဒိုးကောင်အကြောင်းကတော့ခမည်းတော်တွေတော်တော်များများသိပြီးဖြစ်မှာပါကဒိုးကောင်ဟာဒရဲမျိုးနွယ်ဝင်ဖြစ်တယ်ဒါပေမဲ့ဒရဲလောက်မကြည့်ဘူးမြင့်အလျား3ပေအမြင့်1ပေခွဲလောက်ပဲရှိတယ်ခွာကတော့ကြီးခွာလိုပဲခြုံထက်တယ်ရေခဲတောင်ပေါ်မှာပြေးလွှားခုံပေါက်သွားနိုင်အောင်တဘာဝကဖန်ဆင်းပေးထားတာပေါ့အထီးကောင်တွေကပိုကြီးပြီးပိုဆေးဘက်ဝင်တယ်အလေးချိန်က9ပိတ်တာကနေ9ပိတ်တာလောက်ပဲရှိတယ်ကဒိုးကောင်အထီးနဲ့အမမိတ်လိုက်ပုံကလည်းအတော်ထူးခြားတယ်ကဒိုးကောင်အဖိုးရဲ့အမီးဟာနှုတ်သီးကောင်းတွေလိုချွန်းနေပြီးအပေါက်လေးတွေပါတယ်အဲ့ဒီအပေါက်ကနေကဒိုးကောင်ရဲ့တုပ်ရည်တွေထွက်တယ်ကဒိုးကောင်အမကဒိုးကောင်အထီးရဲ့အမီးကိုလိုက်ဆုပ်ယုံနဲ့တရေရတယ်တိုင်းဆေးဖော်တဲ့နေရာမှာကဒိုးမွေးအိတ်ကဆရာတဆူပဲအမွေးအိတ်ကိုကဒိုးကောင်အဖိုးရဲ့ချက်အထက်မှာတွေ့ရတယ်ပြီးတော့ကဒိုးသားမွေးကိုခေါင်းထဲထည့်အိတ်မယ်ဆိုရင်မျိုးသမီးတွေပရိသတ်နေမရနိုင်တော့ပြီးတော့ခေါင်းကက်ယောဂပျောက်ကင်းစေတယ်မျက်စိယောဂအတွက်အလွန်ကောင်းတယ်တောင်စိတ်ဟာလည်းဆေးဘက်ဝင်တဲ့တိရစ္ဆာန်ပဲတောင်စိတ်ဦးကြိုဟာနောက်ကိုလန်နေတတ်တယ်ဦးကြိုရှာခွာနဲ့အယိုးဟာဆေးဘက်အလွန်ဝင်တယ်အယိုးကျိုးယောဂဆိုရင်အဲ့ဒီအရာတွေနဲ့သွေးလိမ်ရပ်ပိုင်းတွင်ပျောက်တယ်ပြီးတော့တာကင်လို့ခေါ်တဲ့သားမင်းသူ့ရဲ့ဦးကြိုဟာရှေ့ကိုဝင်းဝိုက်နေတယ်ကျွဲနွားပြောင်စားတာတွေနဲ့မျိုးနွယ်တူတယ်ညီညိုရောင်အစင်းရှိပြီးအုပ်စုလိုက်ကြက်စားကြသလိုဖိုနှင်းမနှကောင်လဲကြက်စားတတ်တယ်သူ့ရဲ့အသားကနူးညံ့ပြီးအရသာရှိတယ်စ
ဆေးဘက်ဝင်အပင်တွေကတော့မက်ချစ်ဦးရှိန်ပတိဦးခန်းတောက်မြစ်တက်မက်ချစ်ဦးကကြက်သွန်ပြူလို့ဖော်လုံးပွားပွားဖြူအောင်လေးပဲအရသာခါပြီးပူတယ်သူ့ကိုပြားရည်တို့အရက်တို့နဲ့စိန်တောက်ရတယ်အသက်ရှည်သေးလို့ခေါ်ကြတဲ့အစွမ်းထက်အားစီးတက်လက်ပဲရှိန်ပတိဦးမှာထူးခြားချက်ရှိတယ်သူတို့တွေကအခြားတစ်ပင်တွေလို့မဟုတ်ပဲနေရာရွှေ့ပြောင်းတက်ကြတယ်မနေ့ကဒီမှာရှိနေပေမဲ့နောက်တစ်နေ့ကျရင်အခြားတစ်နေရာကိုရွှေ့ပြောင်းသွားတတ်တယ်ဒါကြောင့်ရှိန်ပတိပင်ကိုလမ်းလျှောက်အားစီးပင်လို့ခေါ်ကြတယ်နောက်တစ်မျိုးကခန်းတောက်မြစ်မှာခန်းတောက်ရွှေဝါနဲ့ဖြူရောင်ခန်းတောက်ဆိုပြီးအမျိုးအစား2မျိုးရှိတယ်ခန်းတောက်ရွှေဝါမြစ်ကပိုပြီးဆေးဘက်ဝင်တယ်အပြားယောဂအမျိုးမျိုးကိုနိုင်တယ်ငှက်ပြားယောဂကိုလည်းပျောက်ကင်းစေနိုင်တယ်ငှက်ပြားဘလောက်ပဲကြီးပါစေခန်းတောက်မြစ်ကိုပါပါလီပြီးရေနွေးစိန်ထားမယ်ပြီးရင်ပြားရည်နဲ့အရက်ကိုစားတူရောပြီးပူပူနွေးနွေး3ခွက်လောက်တောက်လိုက်ရင်ချက်ချင်းတက်တာပျောက်ကင်းစေနိုင်တယ်သွေးထွက်ဒဏ်ရာရရင်လည်းခန်းတောက်မြစ်ကိုသွေးလိမ့်လို့ရတယ်ရေခဲတောင်ဒေသတွင်ရှင်သန်ကျက်စားကြသောသားကောင်များအကြောင်းနဲ့ရေခဲတောင်ဒေသတွင်ရှင်သန်ကျက်စားကြသောသားကောင်များအကြောင်းနဲ့ရေခဲတောင်ဒေသတွင်သာရှင်သန်ပေါရောက်နိုင်သောဆေးဘက်ဝင်အပင်များအကြောင်းကိုလမ်းပြမိုးဆိုးကြီးကပြောပြသဖြင့်စုံစုံလင်လင်သိလိုက်ရလေသည်ဒါနဲ့ဘောင်ပြကန်ကြီးဂလောင်ချမ်းကောင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းဆက်ပြောပါဦးဂလောင်ချမ်းကောင်ကဘလို့အန်ရမျိုးတွေကြုံတွေ့ခဲ့ရလို့အင်ကိုပြန်မလာနိုင်တော့တာလေမေကွန်းဆုံးသည့်ကလမ်းပြမိုးဆိုးကြီးသည်မျက်စိမျက်နှာပြတ်သွားသည်ဦးထဲတွင်ရှိနေသောလူများ၏အကြည့်တို့ကပြကန်ထံရောက်သွားလေသည်ပြကန်ကမူသူ၏အဖိုးဂလောင်ချမ်းကောင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသောအန်ရဆိုးကြီးအကြောင်းကိုပြောပြလေတော့သည်ဂလောင်ချမ်းကောင်တို့အဖွဲ့ရွာမှထွက်သွားပြီးနောက်တလကြုံမြကြာသောအခါဂလောင်ချမ်းကောင်နှင့်အတူလိုက်သွားသောလူတအုပ်သည်ထိတ်လန့်ရင်ဖိုစွာဖြင့်ရွာသို့ပြန်ရောက်လာသည်၎င်းသည်ဂလောင်ချမ်းကောင်၏လူယုံတအုပ်ဖြစ်ပြီးဇုံးမြော်နှင့်ဆွေမျိုးတော်ဆက်သူဖြစ်သည်ထိုသူ၏အမည်မှာဒွဲခေါင်ဖြစ်သည်ဟဲ့နင်ဘာဖြစ်လာလဲအကူချမ်းကောင်ရောကျန်တဲ့သူတွေရောဘယ်မှာကြံခဲ့ရလဲဒွဲကောင်သည်ဇုံးမြော်မင်းမြန်းသည်ကိုချက်ချင်းပြန်မဖြေနိုင်ပဲမောဟိုက်ပင်ပန်းနေ၏ဇုံးမြော်ကမောင်ဝဲခွဲတော်ဆက်သူဒွဲကောင်ကိုရေခက်တိုက်လိုက်သည်ထိုချိန်ဂလောင်ချမ်းကောင်နှင့်ဆွေမျိုးတော်ဆက်သူရွာသူရွာသားများသည်အပြည့်အလွှာရောက်လာကြသည်ထို့နောက်ဂလောင်ချမ်းကောင်၏အကြောင်းကိုစိုးရိမ်ပူပန်စွာဖြင့်မေးမြန်းကြလေသည်အတန်ကြာတော့မှဒွဲကောင်သည်အမောပြေသွားပြီးစကားပြောနိုင်လာသည်ဂလောင်ချမ်းကောင်သေပြီကြံတဲ့သူတွေလည်းသေကုန်ပြီငါတယောက်တည်းအသက်ရှင်နေသူတို့တွေကိုမိစ္ဆာဘလူးကြီးတွေတပ်ပစ်လိုက်ပြီဒွဲကောင်သည်ကြေကွဲဝမ်းနည်းစွာပြောဆိုလေသည်ထိုချိန်သူ၏မျက်နှာပေါ်တွင်ကြောက်ရွံ့ထိတ်လန့်သည့်အရိပ်ရောင်ကိုတွေ့နေရသည်ဘလို့အကူချမ်းကောင်သေပြီဟုတ်လားဇုံးမြော်ကမယုံကြည်နိုင်ရန်ဖြင့်မေးမြန်းလိုက်ရာဒွဲကောင်ကခေါင်းငိမ်ပြသည်သူသေပြီမိစ္ဆာဘလူးတွေတက်လို့သူသေပြီမိစ္ဆာဘလူးကြီးကတက်လိုက်တယ်ဟုတ်လားအဲ့ဒီမိစ္ဆာဘလူးကြီးတွေကိုဘယ်မှာတွေ့ရလဲမိစ္ဆာဘလူးကြီးတွေကသူတို့ကိုဘာဖြစ်လို့တတ်တာလဲမင်းကရောဘလို့လုပ်ပြီးလွတ်လာတာလဲရွာသားများကတယောက်တစ်ပေါက်မေးမြန်းနေကြသဖြင့်ဒွဲကောင်သည်ကြောက်ရွံ့ထိတ်လန့်နေသည့်စိတ်ကိုအတက်နိုင်ဆုံးထိန်းချုပ်ကပြည့်ပြက်အလုံးစုံကိုစီကာပတ်ကုန်းပြောပြလေတော့သည်ဖြူရောင်နှင်းကြပန်းပင်ကိုသွားရှာမိခရီးတွင်ဒွဲကောင်သည်မိမိလည်းလိုက်ခဲ့မိဟုခွင်တောင်းလေသည်ထိုကဂလန်ချမ်းကောင်ကအခြားသူစိမ်းများနှင့်ခီးသွားသည့်ထက်ဆွေမျိုးတော်ဆက်သူနှင့်ခီးသွားသည့်ကပို၍လုံခြုံစိတ်ချရသည်ဟုဆိုကာဒွဲကောင်ကိုတိဘက်ဒေသသို့သွားမိခီးစဉ်တွင်လိုက်ပါခွင့်ပြုခဲ့သည်ထိုချိန်ကဒွဲကောင်သည်ဂလောင်ချမ်းကောင်တန်းတွင်အလုသမားဖြစ်ဝင်ရောက်လုပ်ကိုင်နေချိန်ဖြစ်ပြီးဂလောင်ချမ်းကောင်ကယုံကြည်အားထားသောလူယုံလည်းဖြစ်သည်ဤသို့ဖြင့်ဒွဲကောင်တို့သည်တောထက်တဲ့တောင်လီလီဖြတ်ကျော်လာခဲ့ရာ10 ရက်မြောက်သောနေ့တွင်ကချင်ပြည်မြောက်ပိုင်းတိဘက်ဒေသကိုစီးခြားထားသည့်တောင်တန်းတစ်ခု၏တောင်ခြေသို့ရောက်လာခဲ့သည်ထိုတောင်တန်းသည်ရေခဲများဖုံးလွှမ်းနေပြီးအလွန်လှပသည်ထိုနေရာသို့ရောက်သည့်အထိဒွဲကောင်တို့အဖွဲ့သည်မြည်သည့်အန္တရာယ်မျိုးမှကြုံတွေ့ရခြင်းမရှိသေးပဲဘေးကင်းဆဲဖြစ်၏တောင်တန်းကြီးကိုပြတ်ကျော်ပြီးချိန်၌နှင်းတော်ကြီးစီရောက်လာသည်နှင်းတော်ကြီးတွင်အဖြူရောင်နှင်းကြပန်းပင်ကိုတွေ့ရလို့တွေ့ရ냐ရှာဖွေကြလေသည်ဒွဲကောင်တို့သည်ကျဲပြန့်လာသောနှင်းတော်တွင်အဖြူရောင်နှင်းကြပန်းပင်အားအားကျိုးမှန်တဲ့ရှာဖွေကြတော့လဲ4-5 ရက်ခန့်ကြာသည့်အထိရှာမတွေ့ပါသို့တော်၎င်းတို့သည်မလျှော်သောဆွဲဖြင့်ဆက်၍ရှာဖွေကြသည်ရဲနှဲငယ်ကြသောနှင်းတော်ကြီးကိုကြော်လာခဲ့ပြီးစီနေများဖုံးလွှမ်းထားသောတောင်ထွတ်တောင်တန်းများစီသို့ရောက်လာခဲ့ပြန်သည်လဲကျွန်းလာပြီးဖြစ်မှန်းသိပါတော့လဲဂယူးမဆိုင်ပဲရှေ့သို့ဆက်လက်ချီတက်လာခဲ့ရာလမ်းကူးလက်တနေရာတွင်ဒူးဆန်းသည့်အရာတစ်ခုကိုတွေးလိုက်ရလေ၏ထိုရာသည်အားကျုံးမှန်တဲ့ရှာဖွေနေသောအဖြူရောင်နှင်းကြပန်းပင်တော့မဟုတ်ပါအလွန်ကြီးမားသောခြေရာများသာလျှင်ဖြစ်သည်လူတို့၏ခြေထောက်ကဲ့သို့ပင်ခြေချောင်း၅ချောင်းပါရှိပြီးအရွယ်စားမှာလူခြေထောက်ထက်2 ဆခန့်ပိုကြီးနေသည်
အေယာမလူချီယာကြီးများကိုတွေ့မြင်လိုက်ရသည့်အခါအားလုံးအံ့ဩသွားကြလေသည်အင်္ဂလိပ်တပ်သားတဦးကချီယာကြီးကိုလက်ဖြင့်တိုင်းတာကြည့်ရာအလျား1000ကျော်ရှည်ပြီးမြက်က1000ကျော်ကျဲချောင်းတွေ့ရလေသည်ဂလောင်ချမ်းကောင်နှင့်အတူလူ10ဦးလိုက်ပါလာခဲ့ပြီး9ဦးမှာဗြိတိရှတပ်သားများဖြစ်ကြ၏ဘွဲကောင်ပါဝင်ကျန်9ဦးကဂလောင်ချမ်းကောင်၏အလုသမားများဖြစ်ကြသည်အေယာမလူချီယာကြီးများကိုတွေ့လိုက်ရသည့်အခါအလုသမားများသည်အလွန်ထိတ်လန့်တုန်လှုပ်သွားကြပြီးဂလောင်ချမ်းကောင်ကိုနောက်သို့ပြန်လဲရန်တိုက်တွန်းကြလေသည်ဗြိတိရှတပ်သားများကမူအေယာမလူချီယာကြီးများ၏နောက်သို့လိုက်ရန်ပြောဆိုကြလေသည်သို့မှသာထိုအေယာမချီယာကြီးများ၏ပိုင်ရှင်ကိုဖော်ထုတ်နိုင်မည်ဖြစ်ကြောင်းပြောဆိုလေသည်ဂလောင်ချမ်းကောင်ကမူလောဘစိတ်တို့လွှမ်းမိုးနေသဖြင့်အဖြူနှင်းကြပန်းမီကိုဆက်လက်ရှာဖွေရန်သာဆန္ဒရှိနေသည်ထို့ကြောင့်ဆက်လက်ချီတက်ရန်ပြောဆိုလေသည်အလုသမားများသည်လာလန်းအတိုင်းလှည့်ပြန်ရန်အကြိမ်ကြိမ်တိုက်တွန်းကြတော်လဲနောက်ဆုံးတွင်ဂလောင်ချမ်းကောင်၏စကားကိုမလွန်ဆန်နိုင်ပဲရှေ့သို့ဆက်လက်ချီတက်ရန်ပြင်ဆင်ရလေတော့၏အေယာမချီယာကြီးများသည်တောင်ကြီးတစ်လျှောက်ပွားလန်ကျဲနေပြီးတစ်ခါအလွန်မတ်ဆောက်သောတောင်ကုန်းပေါ်တက်သွားသောချီယာအချို့ကိုလည်းတွေ့နေရသည်တနေရာသို့ရောက်သည့်အခါဂလောင်ချမ်းကောင်သည်လမ်းလျှောက်နေသည်ကိုရပ်တန့်၍ချက်ပြလေထို့နောက်တောင်ထိပ်တစ်ခုပေါ်သို့လက်ညှိုးထိုးပြလေသည်ဒွဲကောင်သည်ဂလောင်ချမ်းကောင်လက်ညှိုးထိုးသည့်နေရာသို့လှမ်းကြည့်လိုက်သည့်အခါတောင်ထုပ်ပေါ်မှထိုင်နေသောထူးဆန်းသည့်သရဝါကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်ထိုသရဝါကြီးတွင်နီညိုရောင်အမွှေးမြင်များထူလပြစ်စွာပေါက်နေပြီးဝက်ဝင်ကြီးတစ်ကောင်နှင့်ခက်ဆင်ဆင်တူသည်တေတေချာချာစိုက်ကြည့်တော့မှထိုသရဝါကြီးမှာဝက်ဝင်မဟုတ်မှန်းသိရလေသည်ထိုသရဝါကြီးသည်ဒွဲကောင်တို့အားကြောပေး၍ထိုင်နေပြီးတစုံတစ်ခုကိုဝါနေရန်ရှိသည်ထိုသရဝါကြီးဥကောင်းပေါ်ကအမွှေးသည်ကြောပေါ်ကအမွှေးများထက်ပိုရှည်ပြီးပခုံးပေါ်တွင်ဝဲကျနေသည်အေယာမချီယာကြီးများ၏တရားခံမှာထိုသရဝါကြီးပင်ဖြစ်ချိန်မီဗြိတိရှတပ်သားများသည်အဆိုပါသရဝါကြီးကိုမြင်သွားသည့်အခါလှုပ်လှုပ်ရွရွဖြစ်သွားပြီး၎င်းတို့၏တနံများကိုသရဝါကြီးရှိရာအရက်သို့အသင့်အနေထားဖြင့်ချိန်ထားလိုက်ကြသည်ထိုချိန်သရဝါကြီးသည်အနက်တစ်ခုခုရဟန်တူပြီးနှာခေါင်းကိုတရှုံရှုံလှုပ်၍ဒွဲကောင်တို့ဘက်လှည့်လာခဲ့သည်လူဤတယုံနှင့်တူယုံမြတာရှိသည်မျက်နှာပေါ်တွင်ညိုညင်းညင်အမွှေးမြင်များကသူ့ပလစ်ပြစ်ပေါက်နေပြီးခေါင်းပေါ်ကဆံမွေးများကလည်းမျက်နှာပေါ်သို့အုံမိုးကျနေသဖြင့်မျက်နှာတစ်ခုလုံးအမွှေးမြင်များဖြင့်သာပြည့်နေနေသည်အပေါ်အောက်ရှည်သွားလေးချောင်းမှာအလွန်ကြီးမားပြီးကျိုးတူကျဲတဲ့ဖြစ်နေ၏မျက်လုံးတစ်ဖက်တွင်ဒေါသအကိုးငွေများပြည့်နေပြီးကြောင်၍ရက်ကြည့်နေကြသောဒွဲကောင်တို့အဖွဲ့ကိုစိုက်ကြည့်နေသည်ပြစ်ဟဲပြစ်မိခါကြီးကိုပြစ်ကြဗြိတိရှတပ်သားတို့၏အော်ဟစ်တန်ဆုံးတွင်တားမြစ်ချိန်မရလိုက်ပဲတနက်တံများဒရက်ဆက်ထွက်ပေါ်လာခဲ့သည်တနက်တန်နှင့်အတူတရဝါကြီးအော်ဟစ်တန်ကလည်းတံမြိုင်ထွက်ပေါ်လာသည်ထို့နောက်တရဝါကြီးသည်ဒွဲကောင်းတို့ရက်နေသည့်တောင်ကျစီသို့တဟုန်တို့ပြေးဆင်းလာခဲ့သည်ပြေးလာသည်ဟုဆိုခြင်းထက်လွှာကနေခုန်လာသည်ဟုဆိုလျှင်ပင်ပုံမှန်ပေလိမ့်မည်တရဝါကြီးသည်ဒွဲကောင်းတို့ရက်နေသည့်တောင်ကျစီသို့တဟုန်တို့ပြေးဆင်းလာသည့်ချိန်ဗြိတိရှတပ်သားများကထပ်မံ၍ပြစ်ခတ်လိုက်လေ၏ဒွဲကောင်တို့ကမူတရဝါစိုးကြီးတိုက်ခိုက်မှုကိုရှောင်တိန်နိုင်ရန်နောက်သို့ပြန်ဆုတ်နေကြသည်သို့သောတရဝါကြီးသည်ဒွဲကောင်တို့ကိုတိုက်ခိုက်ရန်အခွင့်အရေးမရလိုက်ပဲဗြိတိရှတပ်သားများ၏ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဒဏ်ရာအများပြားရရှိ၍တောင်ပေါ်သို့တက်ပြေးဆုတ်ခွာသွားလေ၏ဟိမဝင်နာဝဝညိုထက်ပိုကြီးသောတရဝါကြီးကထွက်ပြေးဆုတ်ခွာသွားလေရာဗြိတိရှတပ်သားများမှာအလွန်အကျဉ်းနဲ့အားရသွားကြပြီးတရဝါကြီးကိုရည်ရွယ်ကလှောင်ပြောင်အော်ဟစ်ကြလေသည်ထိုအချိန်မှဒွဲကောင်တို့ကလည်းစိတ်အေးသွားကြရလေသည်ဒွဲကောင်သည်ကြောက်စိတ်ကြောင့်တုန်လှုပ်နေသေးဖြစ်သည်ဂလောင်ချမ်းကောင်သည်ဟိမွေနာဝဝင်းထက်ပိုကြီး၍ပို၍ကြောက်เสียကောင်းသောတရဝါစိုးကြီးကိုမျက်ဝါးထင်မြင်တွေ့လိုက်ရသဖြင့်ဒီနေရာမှာဆက်၍မနေဝင်းတော့ပဲနောက်ကျောင်းပြန်ဆုတ်ခွာရန်ပြောဆိုလေသည်ထိုအခါဒွဲကောင်တို့မှာဝမ်းသာပျော်ရွှင်သွားကြတော့လဲဗြိတိရှများကမကြေမနက်ဖြစ်ကြလေသည်သူတို့သည်ဗြိတိရှတပ်သားများပြီးတရဝါကြီးကိုဆက်လက်တိုက်ခိုက်လူကြသေးသည်သို့သောဤကလေးတွင်ဂလောင်ချမ်းကောင်၏စကားကသာအဆုံးဖြတ်ဖြစ်သောကြောင့်ဗြိတိရှတပ်သားများကလက်လျှော့လိုက်ရပြီးလာလန်းအတိုင်းပြန်၍လှည့်ပြန်လာခဲ့ကြသည်အပြန်ခီးတွင်အားလုံးသည်မိမိတို့ရှာဖွေရန်လာခဲ့သောအဖြူရောင်နှင်းကြပန်းမင်ကိုမတွေ့ခဲ့ရသဖြင့်စိတ်ပြက်အာရုံနေကြ၏ထိုထဲတွင်ဂလောင်ချမ်းကောင်ကအဆိုးဆုံးဖြစ်ပေလိမ့်မည်ဂလောင်ချမ်းကောင်သည်ပူတာဝုံမြို့တွင်အချမ်းသာဆုံးတတိဖြစ်လာရန်မျှော်လင့်ထားသည်သို့သောယခုကပူတာဝုံမြို့၌ချမ်းသာဆုံးတတိဖြစ်လာမည့်အခွင့်အရေးကိုဆုံးရှုံးရကြတော့မည်အားလုံးကပြူရောင်နှင်းကြပန်းမင်ကိုရှာမတွေ့သောကြောင့်စိတ်ပြက်အာရုံနေကြခြင်းဒွဲကောင်ကမူစောသောကကြုံတွေ့ခဲ့ရသောအဖြစ်ပြက်ကြောင့်လားမသိပါအကြောက်လို၍ဝမ်းပိုက်တဲ့မအီမသာဖြစ်ကအပေါ်အလေးသွားလိုစိတ်ဖြစ်ပေါ်လာသည်
သို့တော့တရဝါကြီးထက်ရောက်လာမည်ကိုစိုးရိမ်သောကြောင့်အောင်ဤထားကခက်တွက်လိုက်လျှောက်လာခဲ့သည်အချိန်နှင်းငယ်ခန့်ကြာသည့်အခါမအောင်ဤနိုင်သောသဖြင့်ဂလောင်ချမ်းကောင်ထံခွင်နှောင်းကတောင်ဘို့တစ်ခုကိုအကာအကွယ်ယူ၍အပေါ်လေးဆွန့်ရန်ပြင်ဆင်လေသည်ထိုကဂလောင်ချမ်းကောင်တို့ကဒွဲကောင်ကိုမဆောင်ပဲခြေလမ်းမှန်မှန်ဖြင့်ဆက်လျှောက်သွားကြသည်ဒွဲကောင်သည်ကိစ္စပြီးကနီးချိန်ရှေ့မှကြိုသွားနေသောဂလောင်ချမ်းကောင်တို့ထံမှအော်ဟစ်တံများရုံရင်းဆန်ခတ်တံများနှင့်တနက်တံများကိုကြားလိုက်ရသည်ထို့ကြောင့်ကိစ္စအမြန်ပြေး၍ဂလောင်ချမ်းကောင်တို့ထံအလင်းမြန်လျှောက်သွားလေသည်ထိုနေရာနီးသို့ရောက်သောအခါဒွဲကောင်သည်မြင်ကွင်းစိုးကြီးကိုရုတ်တရက်မြင်တွေ့လိုက်ရသဖြင့်အနားမှရှိနေသောနှင်းတောင်ဘိုးငယ်တစ်ခုကိုကာကွယ်ယူလိုက်ခါကြောက်လန့်တကြားပုံခိုလိုက်သည်သူတွေ့လိုက်ရသည့်အရာမှာမကြသေးခင်ကတွေ့ခဲ့ရသည့်တရဝါနှင့်တူသောအေယာမတရဝါကြီးများပင်ဖြစ်၏ထိုတရဝါကြီးများသည်ဂလောင်ချမ်းကောင်တို့ကိုဒေါသတကြီးတိုက်ခိုက်နေကြသည်ပြည်တခြားတပ်သားများသာမကဂလောင်ချမ်းကောင်တို့ပါခုခံတိုက်ခိုက်ကြပါတော့လဲအင်အားမမျှသဖြင့်တစ်ဖွဲ့လုံးသည်တရဝါကြီးများ၏ဖိချေတက်ဖြတ်ခြင်းကိုခံလိုက်ရလေသည်ထိုချိန်ဒွဲကောင်သည်အသက်ပင်မရှူဝင်းပဲတောင်ဘို့ငယ်နဘေးတွင်ဝမ်းလျားမောက်ကပုံအောင်နေခဲ့၏အတန်များတိတ်ဆိတ်ငြိမ်သက်သွားသည့်ချိန်မှခေါင်းထောင်ကြည့်လိုက်ရာတရဝါစိုးကြီးများသည်မတ်ဆောက်သောတောင်ထိပ်ပေါ်သို့ပြန်တက်သွားကြပြီဖြစ်သည်တောင်ချိန်၌ကလဲကျတေဆုံးနေကြသောဂလောင်ချမ်းကောင်တို့၏တပ်မဲ့အလောင်းများသာကြံ့ကြီးခဲ့လေသည်အတန်ကြာသည့်အခါဒွဲကောင်သည်တရဝါကြီးများပြန်မလာနိုင်တော့ဘူးယူဆကာဂလောင်ချမ်းကောင်တို့ထံဖြည်းဖြည်းချင်းလျှောက်သွားသည်အနီးသို့ရောက်သည့်ကရုပ်ပြက်ဆင်းပြက်ဖြစ်နေသောဂလောင်ချမ်းကောင်တို့၏ရုပ်လောင်းများကိုစိတ်မချမ်းမြေပွဲမြင်တွေ့ရလေတော့သည်ရုပ်လောင်းတော်တော်များများ၏ဥကောင်းတို့သည်စီစီညံ့ညံ့ကြေကုန်ပြီဖြစ်သည်တရဝါကြီးများသည်သူတို့၏ကြီးမားတန်မာသောလက်တို့ဖြင့်ဖိချေထားပုံရသည်သူမြင်ကွင်းကိုတွေ့လိုက်ရသည့်အခါဒွဲကောင်သည်အလွန်အမင်းထိတ်လန့်သွားတော်လဲသူ၏စိတ်ကိုတတ်နိုင်ဆုံးထိန်းချုပ်ကာဂလောင်ချမ်းကောင်ပါဝင်မိမိနှင့်အတူခီးသွားပေါ်သွားပဲများကိုတောကောင်များလာရောက်စားတောက်ခြင်းမပြုနိုင်အောင်မြုပ်နှံတကြိုပေးရန်ပြင်လေသည်ဒွဲကောင်သည်ရုပ်လောင်းများကိုစီးနှင်းမုံတို့ဖြင့်ဖုံးကာမြုပ်နှံပေးလိုက်၏ရုပ်လောင်းအလုံးကိုမြုပ်နှံပြီးသည့်အခါဒွဲကောင်သည်နေရာနှံ့ပြန်ကျဲနေသောသုံးဆောင်ပစ္စည်းများတွေကတနက်နှင့်လူတကိုယ်သာရိတ်ခါများကိုယူဆောင်ကာအပြန်ခီးကိုတယောက်တည်းအထီးကျန်စွာစတင်ခဲ့လေသည်ဒွဲကောင်ထံမှထိုစကားများကိုကြားလိုက်ရသည့်အခါဇုံမြော့သည်လွန်စွာမှဝမ်းနှင့်ကြေကွဲသွားလေ၏အချို့တက်ကြီးရွယ်အိုများကရေခဲတောင်ဒေသကိုအပိုင်စားရသောနတ်တွေဝါများကိုစိတ်ဆိုးအောင်လုပ်မိသောကြောင့်မကောင်းဆိုးဝါးတရဝါကြီးများကိုဆေလုတ်ကာ၎င်းတို့၏အသက်ကိုနှုတ်ယူခိုင်းခြင်းဖြစ်သည်ဟုဆိုကြ၏မိဘပေါ်တိတဲ့လိမ္မာသောဂလောင်ချမ်းကောင်ကိုနတ်တွေဝါများကဖြူရောင်နှင်းကြပန်းပင်ပေးကာကျွယ်ဝချမ်းသာလောင်ကိုညီမစာပေးခဲ့တော်လဲကျေနဲ့ရောင်ရင်းနိုင်ခြင်းမရှိဘဲလောဘသောတက်ကဖြူရောင်နှင်းကြပန်းပင်ကိုတဖန်ပြန်သွားရှာရန်ကြိုးစားခဲ့၏ထို့ကြောင့်နတ်တွေဝါများသည်စိတ်ဆိုးကာဂလောင်ချမ်းကောင်ကိုအပြစ်ပေးခြင်းဖြစ်သည်ဟုမှတ်ချက်ပြုကြသည်ဒေသခံများသည်နှစ်ပေါင်းများစွာကြာသည့်အထိထိုအကြောင်းကိုအမျိုးမျိုးကွဲ့နေကာအိပ်ရာဝင်ပုံပြင်ဖြင့်ပြောဆိုကြလေသည်ဂလောင်ချမ်းကောင်၏အဆုံးသက်ကိုသိလိုက်ရသည့်အခါဒေါက်တာရဲကောင်တို့သည်စိတ်မကောင်းဖြစ်ကြရလေသည်သူရိန်တို့ခေါ်လာသောလူယုံအလုသမားများကမူအလွန်ထိတ်လန့်တုန်လှုပ်သွားကြလေသည်သူရိန်တို့ညီကိုပင်မျက်စီမျက်နှာပြတ်သွားလေ၏ပူတာအောင်မှရှိနေတော့ကဒီအကြောင်းကိုဘာဖြစ်လို့မပြောပြကြလဲဆိုတော့ဒီဒေသကတိုင်းရင်းသားတွေမဟုတ်ရင်ဒီအကြောင်းဟာနားထောင်လို့ကောင်းတဲ့အိပ်ရာဝင်ပုံပြင်တပုတ်လို့ထင်မှတ်စရာဖြစ်နေလို့ပါအခုတော့သူတို့တွေရှိတဲ့နေရာကိုသွားရမှာဆိုတော့မပြောပြလို့မဖြစ်တော့ဘူးလေမကောင်းဆိုးဝါးတရဝါကြီးတွေနေထိုင်တဲ့အရက်ကိုသွားမဲ့သူတွေကမကောင်းဆိုးဝါးတရဝါကြီးတွေအကြောင်းသိထားတဲ့နဲ့ထင်လို့ခုလိုပြောပြရတာပါရကန်ကဆက်ရှင်းပြလေသည်ဟုတ်တယ်အဲ့ဒီနှင်းလူတွေအောင်ပြကန်ပြောပြတဲ့တရဝါကြီးတွေကရေခဲတောင်ဒေသမှာတိတ်ဆိတ်လွတ်ဝက်စွာနေထိုင်ကြတဲ့နှင်းလူသားတွေပဲဦးလေးတို့လိုစွန့်စားရတာကိုနှစ်သက်ခုံမင်းနဲ့နိုရီယိုဆူဇူကီဆိုတဲ့ဂျပန်လူမျိုးကဘောင်ပြကန်ပြောတဲ့နှင်းလူတွေကိုတိမဝင်တာတောင်တန်းတွေကြားမှာရှာဖွေခဲ့တယ်ဒါပေမဲ့သူတည်တဲ့အချိန်ထိအဲ့ဒီနှင်းလူတွေကိုရှာမတွေ့ခဲ့ဘူးဒါကြောင့်ရေခဲတောင်ဒေသမှာနှင်းလူတွေနေထိုင်ကြတယ်ဆိုတာကိုရန်တာကြီးပုံမြင်ဖြစ်တာသတ်မှတ်ခဲ့ကြတယ်အခုတော့နှင်းလူကအပြင်မှာတကယ်ရှိမှန်းသိခဲ့ရပြီသူစုကီရှာမတွေ့ခဲ့တဲ့နှင်းလူကိုတွေ့ရမယ်ဆိုရင်ဦးလေးကတော့သေတော်ပြီဟေးဦးကောင်းတာကြီးစကားကိုကြားလိုက်ရသည့်အခါသူတို့အားလုံးအံ့ဩသွားကြပြန်သည်ရကန်ကသူပြောပြသောအကြောင်းအရာများသည်အိယာဝင်ပုံမြင်မောမှန်းထောက်ခံပြောဆိုသဖြင့်ကျိန်နဲ့သွားလေသည်ဒါဆိုဗျာကန်ပြောတဲ့တရဝါကြီးတွေကနတ်ဒီဝါတွေဆေလို့လိုက်တဲ့မကောင်းဆိုးကနမိတ်စာတွေမဟုတ်ဘူးပေါ့ကျော်တော်ကဤသို့မေးမြန်းလေရာဦးကောင်းတာကခေါင်းငိမ့်ပြလိုက်လေသည်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့စိတ်ချောက်ကြားဝယ်ပရာလောကနေပဲဖြိုး audio book YouTube channel မှာတင်ဆက်ပေးသွားတဲ့စာရေးသူမင်းအောင်ရိုးရေးသားထားသည့်ရေခဲတောင်ကြားကနိမိတ်စာဇလန်းအပိုင်းတစ်ကတော့
ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာခုလိုမျိုးအချိန်ပေးပြီးနားတော်တာစဉ်အားပေးခဲ့ကြသောပရိသတ်တွေအားလုံးကိုကျွန်တော်တို့ channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးအပိုင်းတွေကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာအားလုံးပဲရွှေလန်းချမ်းမြေ့ကြပါသည်ခင်ဗျာ